မိတ်ဆွေများအားလုံးတော်လန်သောနေ့တည်းပါဦးဇင်းတို့ဒီကနေ့မှာတော့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင်ဒကမာကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်ဒီနေ့ဒီချိန်ခါမှာဆိုရင်အားလုံးသိတဲ့အတိုင်းပဲဒကမာကြီးဒေါ်အောင်ဆန်းစုကြည်ဟာဓမ္မဘက်ကိုမရက်တည်ရင်းနဲ့အဓမ္မဝါဒီတွေရဲ့မတရားဖန်ဆီးအကျဉ်းချထားခြင်းကိုခံထားရတာလည်းအားလုံးအသိပါဒီတော့ဦးဇင်းတို့ကမ္ဘာတော်ဝမ်းမှာရှိကြတဲ့ဓမ္မကိုမျက်နှိုးကြတဲ့ဓမ္မဝါဒီအားလုံးကဒကမာကြီးလွတ်မြောက်ရေးအတွက်တောင်းဆိုနေကြတာလေအထင်ရှားတွေ့မြင်နေကြရမှာပဲဖြစ်ပါတယ်ဒီတော့ဦးဇင်းတို့ရဲ့ဒီယဟန်တန်ဃာဓမ္မပေါ်မှာမရက်တည်တော်မူကြတဲ့ယဟန်တန်ဃာတွေရဲ့ဒီနေ့ဓမ္မတော်အောင်ဆန်းစုကြည်မွေးနေ့မှတ်တရစကားပြောရင်းဓမ္မကြီးမတရားအကျဉ်းချခံထားရာကနေမှလွတ်မြောက်ဖို့တောင်းဆိုပါဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီသကွိုင်းစီစဉ်လေးကိုဦးဇင်းတို့စီစဉ်ရခြင်းဖြစ်ပါတယ်ဆိုတော့ဒီတော့ပထမဆုံးအနေနဲ့ပေါ့နော်ဆရာတော်ဦးဇဝန USA ကနေပြီးတော့မှဓမ္မတော်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့မှမွေးနေ့မှတ်တရစကားကိုမိန့်ကြားပေးဖို့ဒီတော့ယူသေးစွာလျှောက်ထားပါတယ်ဗျာပြီးတော့ရဲ့ခေါင်းဆောင်ဓမ္မကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့ပွဲအတွက်အခုလိုပြောကြားခွင့်ရတဲ့အတွက်စီစဉ်ကြတဲ့ဆရာတော်တန်ဃာတော်များအားလုံးကိုအထူးကျေးဇူးတင်တယ်လို့ဥစွာပထမပြောကြားလိုပါတယ်ဗျာတပည့်တော်တို့ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ပွဲကိုအကြိမ်ကြိမ်ခါခါတပည့်တော်ကျင်းပခဲ့ပူပါတယ်သူတဖြင့်အကျဉ်းတော်လိုနေရာမျိုးတွေမှာတော့မှတပည့်တော်တို့လက်လွတ်မခံမဲနဲ့မဖြစ်မနေကျင်းပရမယ့်ရက်မှာဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဟာလည်းတပည့်တော်ကျင်းပရမယ့်ရက်တည်းရဲ့အဖြစ်တပည့်တော်နှလုံးသားထဲမှာဆွဲထင်ရှိနေတဲ့ရက်တည်းရဲ့ဖြစ်ပါတယ်ဗျာတပည့်တော်ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာကျေးဇူးတရားကိုတန်ဖိုးထားပြီးတော့ကျေးဇူးတရားရဲ့အတိတ်နဲ့ကျေးဇူးကိုတည်တတ်တဲ့ကျေးဇူးရှင်ကိုတန်ဖိုးထားတတ်တဲ့လူမျိုးဆိုတာဒီလိုဗုဒ္ဓဘာသာမြန်မာလူမျိုးတွေပဲဖြစ်မယ်လို့ဒီပြီးတော့ယုံကြည်ပါတယ်ဒီလိုလူမျိုးရဲ့စကားတွေထဲမှာကျေးဇူးတရားကိုတကယ်တန်ဖိုးထားပြီးတော့ကျေးဇူးတရားရဲ့အတိတ်နဲ့ကျေးဇူးတရားရဲ့လေးနက်မှုကိုဘယ်လောက်အထိဒီပြီးတော့မြန်မာလူမျိုးတွေအလေးနဲ့ထားတယ်လဲဆိုရင်အနန္တောအနန္တ၅ပါးဆိုတဲ့ဥစ္စာဟာကျေးဇူးမြင့်မှုမကကြီးမားတဲ့သူတွေကိုတန်ဖိုးထားတဲ့တကယ်ထိတ်ဆုံးကဘာသာရေးရဲ့ဆောင်ရွက်ချက်တစ်ခုဖြစ်ပါတယ်ဘာသာရေးကိုဆောင်ရွက်ကြတဲ့ပုံကိုယ်တွေအားလုံးရဲ့မဖြစ်မနေလောက်ရတဲ့ကျေးဇူးအနန္တောအနန္တ၅ပါးခေါ်တဲ့ဒီကျေးဇူးမြင့်မှုဦးရှိတဲ့ပုံကိုယ်တွေကိုဥထိတ်ထားတဲ့ဆိုတဲ့ဥစ္စာဟာဘုရားဘာသာတိုင်းရဲ့ဥထိတ်ထားတဲ့အလုပ်တစ်ခုဖြစ်ပါတယ်အဲ့တော့ကျေးဇူးတရားကိုဘယ်လောက်ထိတန်ဖိုးထားလဲဆိုရင်မင်္ဂလာတုတ်ပါဆိုရင်လည်းကတိညုတာစဆိုတဲ့မင်္ဂလာတရားကိုတပည့်တော်တို့ဟာတန်ဖိုးထားတယ်ကိုယ့်ဘောပြုဘူးသူကျေးဇူးအထူးတည်တတ်စီဆိုတဲ့ဒီမင်္ဂလာတရားကိုလည်းတပည့်တော်တို့နှုတ်ကရင်ရွတ်ဆိုတာမဟုတ်ဘဲနဲ့တကယ်လက်တွေ့ဘဝမှာလည်းကျေးဇူးတရားရဲ့တိမ်နဲ့ကျေးဇူးတရားကိုပြန်လဲတုတ်ပြန်တတ်တဲ့အလေးကျင့်ကိုတပည့်တော်လူမျိုးကြားထဲမှာနဲ့ဆိုင်ကိုထီရှိနေတယ်လို့တပည့်တော်ယုံကြည်ပါတယ်ဒီကျေးဇူးဆိုတဲ့စကားဟာလူမျိုးတိုင်းမှာရှိနေတဲ့စကားလုံးပါပဲဂျပန်မှာလည်းအာရိကတောဆိုတဲ့စကားလုံးဟာဒါဂျပန်ရောက်တဲ့သူတိုင်းကြားဖို့ရမယ့်စကားအမေရိကလိုအင်္ဂလန်လိုနေရာမျိုးရောက်ရင်လည်း thank you ဆိုတဲ့စကားလုံးဟာလည်းအားလုံးနေ့စဉ်နေ့တိုင်းအမြဲမပြတ်ကြားနေရတဲ့စကားလုံးပါပဲဆရာတော်တို့သတင်း300ဖြစ်တဲ့ထိုင်းမှာဆိုရင်လည်းဒီကျေးဇူးနဲ့ပတ်သက်တဲ့စကားလုံးဟာမဖြစ်မနေကိုကြားနေရမှာနေ့စဉ်နေ့တိုင်းကိုမဖြစ်မနေကြားနေရမှာကျေးဇူးတရားဟာအဲ့တော့လူမျိုးတိုင်းဟာဒီကျေးဇူးတရားရဲ့တန်ဖိုးအတိမ်နဲ့နှုတ်ဖျားကားတင်မဟုတ်ဘဲနဲ့ယင်ထဲအထိဆောင်ရွက်တတ်တဲ့အထဲမှာတော့ဒီလိုတို့ရဲ့မြန်မာလူမျိုးတွေကထိတ်ဆုံးရှိတယ်လို့ဒီလိုအနေနဲ့ပြောချင်ပါတယ်။အထူးသဖြင့်များသောအားဖြင့်ဦးဇင်းတို့ဒီဗုဒ္ဓဘာသာမြန်မာလူမျိုးတွေကိုကျေးဇူးစကားပြောဖို့အတွက်နည်းနည်းနှေးတတ်တယ်ဆိုပြီးတော့တချို့ကဝေဖန်ကြပေမဲ့လို့ဒီလိုအထင်ကတော့ဒီလိုတို့လူမျိုးတွေကကျေးဇူးနဲ့ပတ်သက်လာရင်နှုတ်ဖျားကနေဒါဆောပြောဆိုတဲ့လူမျိုးမဟုတ်ဘဲနဲ့တကယ်လက်တွေ့မှာကျေးဇူးကိုကိုယ်ထိလက်ရောက်ဆောင်ရွက်တတ်တဲ့လူမျိုးလို့တပည့်တော်အနေနဲ့ယုံကြည်ပါတယ်တပည့်တော်လူမျိုးရဲ့
တမိုင်းရာဆိုရင်ဇာတ်ကြောင်းတွေမှာလည်းအားလုံးလည်းသိခဲ့ပြီးတဲ့အတိုင်းကျွန်တော်နဲ့ငထင်ငယ်ဆိုတဲ့ဥစ္စာပြည်ကိုသိမ်းတဲ့အခါကျတော့ရှင်တဆူနဲ့လူတယောက်ပဲရတယ်ဆိုတဲ့ဥစ္စာအားလုံးကြားဖို့ပါလိမ့်မယ်အဲ့မှာငထင်ငယ်ဆိုတဲ့73နှစ်သားလေးကိုတတိုင်းနန်းတော်ကြီးတစ်ခုလုံးကြာသွားပြီမလို့73နှစ်သားလေးကဓာတ်ကိုဆွဲပြီးတော့သူကပြန်ပြီးခုခံနေတာနော်ခုခံနေတဲ့အခါကျတော့မင်းဘာကြောင့်ဒီလိုခုခံရတယ်လဲဆိုရင်ဒီအရှင်သခင်ရဲ့ကျေးဇူးကြောင့်ဒီကျေးဇူးတရားကိုငါဖောက်ပြလို့မရဘူးဆိုတဲ့တရားနဲ့73နှစ်သားလေးရဲ့စိတ်ထဲမှာဆွဲလန်းနေတဲ့ဥစ္စာဒီဥစ္စာကိုကြည်ညာခြင်းကျေးဇူးတရားကိုပါဇက်ကနေပြောနေတဲ့သူတွေမဟုတ်ဘူးလက်တွေ့အားဖြင့်ကျေးဇူးကိုဆောင်ရွက်တဲ့သူတွေဆိုတဲ့ဥစ္စာဒီလိုလူမျိုးတွေမှာတွေ့ရမှာဖြစ်ပါတယ်နိုင်ငံခြား6ရောက်နေတဲ့ဒီလိုတို့ရဲ့တားငယ်သမီးတွေငယ်တွေအားလုံးဟာမိမိရဲ့လောက်အားနဲ့ရရှိတဲ့ဝင်ငွေအားလုံးကိုမိခင်ဖခင်တွေတန်ပြန်လဲပို့ဆောင်နေတယ်ဆိုတဲ့ဥစ္စာကဆရာတော်တို့သတင်းသုံးတဲ့တိုင်းနိုင်ငံမှာဆိုရင်ဒါဆရာတော်တို့မျက်မြင်ကိုယ်တွေ့ဖြစ်ပါလိမ့်မယ်ဒါပါလဲဆိုလို့ရှိရင်မိခင်ဖခင်တွေရဲ့ကျေးဇူးကိုပါဇက်ကနေဆောင်ရွက်နေတာမဟုတ်ဘူးလက်တွေ့အားဖြင့်ဘဝနဲ့ရင်းပြီးတော့ကျေးဇူးဆက်နေကြတယ်ဆိုတာတတိတော်တို့လူမျိုးတွေမှာတွေ့နေရတဲ့နော်အမြင်စဉ်ဆုံးနော်ကိစ္စတစ်ခုဖြစ်ပါတယ်နောက်နိုင်ငံတွေမှာကတော့မိခင်ဖခင်တွေနဲ့သားသမီးတွေဆက်ဆံရေးဆိုတာအမတန်မှဝေးကွာပါတယ်ဒီနေ့တစ်ခါမှသားသမီးတွေနဲ့မိဘနဲ့ပြန်လဲဆုံတွေ့ရတယ်ဆိုတဲ့ဥစ္စာကတော်တော်ရှားပါတဲ့ကိစ္စမိခင်ဖခင်တွေကိုပြုစုဆောင်ရှောက်ရတယ်ဆိုတဲ့ဥစ္စာဟာအမတန်မှရှားပါတဲ့ကိစ္စဆိုတာဒါဒီမှာတွေ့နေရတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီဘက်ဆိုလိုတာကတပိတော်လူမျိုးဟာကျေးဇူးတရားကိုအဲ့လိုတန်ဖိုးထားတယ်ကျေးဇူးတရားကိုပါဇက်ကတာပြောနေတာမဟုတ်ဘဲလက်တွေ့အဖြစ်ကြည်အောင်ဆက်တတ်တဲ့လူမျိုးဆိုတာကိုဒီပြီးတော့ဆိုလိုခြင်းဖြစ်ပါတယ်အဲ့တော့ကျေးဇူးနဲ့ပတ်သက်ပြီးတော့ဒီပြီးတော့တိခဲ့ဘူးတဲ့မှတ်ခဲ့ဘူးတဲ့ဒီပြီးတော့ရစာပေမှာဆိုရင်ပဋ္ဌာန်းပါဠိတော်မှာပစ္စယောဥပကာရကောကျေးဇူးပြုရသည်ဆိုတဲ့ဥစ္စာကိုအားလုံးနဲ့ကြားဖို့နေမှာဖြစ်ပါလိမ့်မယ်အဲ့တော့ပစ္စယောကျေးဇူးပြုရတယ်ဆိုတဲ့ဥစ္စာကိုဘယ်လိုအတိတ်ပဲဖွင့်လဲဆိုရင်မဖြစ်သေးသည်ကိုဖြစ်အောင်ပြုလုပ်ခြင်းဖြစ်ပြီးသည်ကိုမြဲမြံခိုင်ငန့်အောင်ပြုလုပ်ခြင်းကိုကျေးဇူးပြုတယ်လို့အတိတ်ပဲဖွင့်ဆိုပါတယ်ဒီစကားရဲ့အတိတ်ပဲရကြည့်မယ်ဆိုရင်တပည့်တော်တို့ရဲ့နှလုံးသားတွေထဲမှာတပည့်တော်တို့ရဲ့ဘဝမှာတပည့်တော်နိုင်ငံသူနိုင်ငံသားတွေရဲ့စိတ်ထဲမှာဒီမိုကရေစီနဲ့လူအခွင့်အရေးခေါ်တဲ့တရားတွေကိုတည်ရှိတဲ့တည်ရှိအောင်မတည်သေးတဲ့သူတွေတည်အောင်တည်ပြီးသားသူတွေတည်တံ့ခိုင်မြဲအောင်အတွက်စွမ်းစွမ်းတမန်ကြိုးစားအားထုတ်ခဲ့တယ်ဆိုတာဒကမကြီးဒေါအောင်ဆန်းစုကြည်ပေါ်မှာအလုံးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီကျေးဇူးတရားတွေကြောင့်ပဲဒီလိုတနိုင်ငံလုံးကဒီလောက်ကြီးမားတဲ့ကျေးဇူးရှင်ကိုအမေနေရာကနေထားပြီးတော့တိုင်းပြည်လုံးကတကယ်ဥညွတ်တန်ဖိုးထားတယ်ဆိုတာအထင်ရှားဖြစ်ပါတယ်ဗျာအဲ့တော့ဒီလိုလူမျိုးတွေဟာဒကမကြီးတော်အောင်ဆန်းစုကြည်ကိုဘာကြောင့်ချစ်ကြသလဲဘာကြောင့်တန်ဖိုးထားကြသလဲဘာကြောင့်မြတ်နိုးကြသလဲဆိုရင်သူ့ရဲ့ကိုယ်ကျိုးကိုစွန့်လွတ်ပြီးတော့ရိုင်းပြည်လုံးမှာရှိနေတဲ့ပြည်သူပြည်သားတွေရဲ့အသိဉာဏ်ကိုလည်းဖွင့်ပေးတယ်ဒီရှိသားပြည်သားအသိဉာဏ်ကိုလည်းပိုမိုခိုင်ခန့်အောင်သူကရှေ့ကနေပြီးတော့ဥဆောင်ပြီးတော့လုပ်ပြတယ်ဆိုတဲ့ဥစ္စာဟာတပည့်တော်ဒီခုနမဖြစ်သေးသည်ကိုဖြစ်အောင်ပြုလုပ်ခြင်းဖြစ်ပြီးသည်ကိုတည်နှံ့ခိုင်မြဲအောင်ပြုလုပ်ခြင်းဟာကျေးဇူးပြုတယ်ဆိုတဲ့သဘောတရားအရကြည့်မယ်ဆိုရင်ဒါတိုင်းပြည်လုံးပေါ်မှာဒေါ်စန်းစုကြည်ပြုမှုလိုက်တဲ့ကျေးဇူးတရားတွေပါပဲဒီကျေးဇူးတရားရဲ့ဂုဏ်ကိုတပည့်တော်တို့ပြည်သူပြည်သားတွေကဘယ်တော့မှမမေ့ဘူးဒီမမေ့တဲ့အပြင်သူရဲ့ညွန်ပြတဲ့လမ်းသူလျှောက်ခဲ့တဲ့လမ်းသူဖြစ်စေခြင်းတဲ့ဆန္ဒတွေကိုနှုတ်ကသာကျေးဇူးတင်နေတာမဟုတ်ဘဲနဲ့လက်တွေ့ဘဝနဲ့အသက်နဲ့ရင်းပြီးတော့သူမြတ်နှိုးခဲ့တဲ့သူတန်ဖိုးထားတဲ့တိုင်းပြည်လုံးမှာဖြစ်စေခြင်းတဲ့လူအခွင့်အရေးနဲ့ဒီမိုကရေစီတရားတွေကိုတပည့်တော်တို့ဟာအသက်နဲ့ပေးပြီးတော့ကာကွယ်စောင့်ရှောက်တယ်ဆိုတာဒေါ်စန်းစုကြည်ညွှန်ပြခဲ့တဲ့လမ်းပေါ်မှာပြည်သူပြည်သားတွေမမရပ်နေတယ်ဒီကျေးဇူးတရားတွေနဲ့မိခင်တယောက်ရဲ့ဖြစ်စေခြင်းတဲ့ဆန္ဒမိခင်တယောက်ရဲ့စေရနာမေတ္တာတွေကိုတကယ်လေးစားတန်ဖိုးထားပြီးတော့တကယ်မိခင်ရဲ့ဖြစ်စေခြင်းတဲ့တရားဟာတကယ်ကိုတန်ဖိုးရှိတဲ့တရားလို့ကိုနှလုံးသားတွေကခံယူပြီးတော့ပြည်သူပြည်သားတွေကလိုက်နာကြတာဖြစ်ပါတယ်အဲ့လိုစိတ်နဲ့ပဲမိခင်တယောက်လိုအမေတယောက်လိုကိုတန်ဖိုးထားပြီးတော့ပြည်သူပြည်သားတွေအားလုံးဟာအမေအရင်လိုတန်ဖိုးထားပြီးတော့ဒကမကြီးဒေါအောင်ဆန်းစုကြည်ပေါ်မှာအမေလို့တရွတ်ဆိုနေကြတာဖြစ်ပါတယ်အားလုံးလောကရန်တရားတွေနဲ့ကြုံဆုံမှုတဲ့သူတွေပဲဖြစ်မှာပါဆရာတော်တန်ဃာတော်တွေရောတိုင်းသူပြည်သားတွေရောယခု
လိုက်ကိုလွင့်နေတဲ့ဥစ္စာကိုနားထောင်နေကြတဲ့ပိဋကတ်တွေကိုလောကရန်တရားမျိုးစုံနဲ့ကြုံဆုံမှုတဲ့သူတွေကြီးပဲဖြစ်မှာပါလောကရန်တရားဆိုတာကဘုရားယဟနာတော်မှာရှောင်လွဲလို့မရတဲ့တရားဖြစ်ပါတယ်အကောင်းလောကရန်အဆိုးလောကရန်လို့လောကရန်တွေရှိကြတဲ့အထဲမှာအဆိုးလောကရန်နဲ့ကြုံတွေ့လာတဲ့အခါမှာတပည့်တော်တို့ရဲ့နှုတ်ကနေပြီးတော့အမေလို့နော်ကလိုက်တာနဲ့အမေလို့ရွတ်ဆိုလိုက်ရတာနဲ့ကိုယ်ပေါ်မှာရောစိတ်ပေါ်မှာရောကြားရောက်နေတဲ့တောကတွေဟာရော့သွားတယ်လို့လုံးဝကိုပပျောက်သွားတယ်လို့ခံစားရတယ်ဆိုတဲ့ဥစ္စာကိုဆရာတော်တို့အားလုံးသောပိဋကတ်တွေကြုံတွေ့ဘူးမှာပါဦးဇင်းနေနဲ့လည်းကြုံတွေ့ခဲ့ဘူးပါတယ်လောကကြီးမှာတကယ်အဆိုးလောကရန်အနေနဲ့အချိန်ချင်းခါကကြုံတွေ့ခဲ့ဘူးပါတယ်အဲ့လိုကြုံတွေ့လာတဲ့အခါတိုင်းမှာအမေဆိုတဲ့စကားလုံးကိုရင်ထဲကနေပြီးလှိုက်လဲပါဇက်ကနေထုတ်ပြီးတော့ရွတ်လိုက်တဲ့အခါတိုင်းမှာကိုယ်ပေါ်မှာကြာလာတဲ့တောကတွေစိတ်ပေါ်ကိုယ်ပေါ်မှာကြာလာတဲ့ဒုက္ခတွေစိတ်ပေါ်မှာကြာလာတဲ့တောကတွေဟာရော့သွားသလိုပျောက်သွားသလိုဒီပြီးတော့ခံစားခဲ့ရပါတယ်ယနေ့တိုင်းသူပြည်သားတွေရဲ့ဒုက္ခတွေတောကတွေအလုံးဟာဘလောက်ပဲများနေပါစေငါတို့ရဲ့ရှေ့မှာငါတို့နီးသူအသက်ကိုဗราဏမထားဘဲနဲ့ယုံကြည်ချက်ကိုခိုင်ခိုင်မာမာရက်နေတဲ့အမေတယောက်လုံးရှိနေပါသေးသလားဆိုတဲ့အသိစိတ်ဟာတိုင်းသူပြည်သားတွေရဲ့စွန့်လွတ်ခြင်းနစ်နာခံခြင်းတွေဟာငါတို့ဦးတယောက်သေးတာစွန့်လွတ်နေတာမဟုတ်ဘူးငါတို့ရဲ့ခေါင်းဆောင်ကိုယ်တိုင်ကလည်းတကယ်ကိုအနစ်နာခံစွန့်လွတ်နေတယ်ဆိုတဲ့အသိအမေကပေးတဲ့အသိနဲ့တင်တပည့်တော်တို့ဒီခွန်အားတွေအများကြီးရရှိစေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့တပည့်တော်တို့ရဲ့မိခင်တပည့်တော်တို့တိုင်းသူပြည်သားအားလုံးရဲ့အားကိုးအားထားရမိခင်ဟာတပည့်တော်တို့ပေါ်မှာကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ယနေ့အချိန်ခါမှာဒီလောတိုင်းပြည်လုံးရဲ့ချစ်ခင်မြတ်နိုးလေးစားတန်ဖိုးထားခြင်းကိုခံရတဲ့တပည့်တော်တို့ရဲ့ကျေးဇူးရှင်မိခင်ဒေါအောင်ဆန်းစုကြည်ကိုဖက်စစ်လူယုံမာတွေဟာပြန်ပေးဆွဲသလိုဆွဲထားပြီးတော့သူတို့လိုချင်တဲ့အရာကိုအတွက်အပေးယူလုပ်ဖို့ဒကမကြီးဒေါအောင်ဆန်းစုကြည်ကိုတကယ်ကဘာမှာအဆိုးအဆုံးသောညင်မှမှုအဆိုးအဆုံးသောလူခွင့်ရေးချိုးဖောက်မှုတွေနဲ့တကယ်ကိုရဆက်ဒကမကြီးကိုပြုမှုနေတယ်ဆိုတာတကဘာလုံးကအသိဖြစ်ပါတယ်အကျဉ်းသားတယောက်ရဲ့ရပိုင်ခွင့်အခွင့်အရေးတွေတောင်မှမရဘဲနဲ့မိသားစုနဲ့တွေ့ဆုံခွင့်ဆိုတဲ့အခွင့်အရေးကိုတောင်မှမပေးဘဲနဲ့ဒကမကြီးကိုရဆက်ညှဉ်းပန်းနှိပ်စက်ပြပြီးတော့မင်းတို့ချစ်တဲ့အမေကိုငါတို့ဒီလိုနှိပ်စက်ပြတယ်ဆိုတဲ့သဘောနဲ့အမတန်မှရုပ်မာကောက်ချစ်စွာနဲ့မင်းအွန်လိုင်းနဲ့တကွစစ်ဘလူးတွေဟာဒေါအောင်ဆန်းစုကြည်အမေဒေါအောင်ဆန်းစုကြည်ကိုတစားကံအဖြစ်ဖန်ဆီးထားတယ်ဆိုတာအလုံးအသိပဲဖြစ်ပါတယ်တကဘာလုံးရဲ့လူလားတောင်းတချက်မှလည်းဒကမကြီးဟာတက်ရှိထင်ရှားရှိနေသေးသလားသူရဲ့လူသားတယောက်ရဲ့ရပိုင်ခွင့်ဖြစ်တဲ့မိသားစုနဲ့တွေ့ဆုံခွင့်ဆိုတဲ့ဥစ္စာဟာတာမန်အကျဉ်းသားတွေတောင်မှရနေတဲ့အချိန်ခါမှာတိုင်းပြည်လုံးတကဘာလုံးရဲ့လေးစားတန်ဖိုးထားတဲ့ဒကမကြီးဒေါအောင်ဆန်းစုကြည်ကဒီခွင့်ရေးကိုမရဘဲနဲ့ဖြစ်နေပါတယ်အဲ့ဒီဥစ္စာကိုလည်းတပည့်တော်အနေနဲ့တောင်းဆိုပါတယ်ဒကမကြီးဒေါအောင်ဆန်းစုကြည်ရဲ့လွတ်မြောက်ရေးအပြင်ဒကမကြီးဒေါအောင်ဆန်းစုကြည်ရဲ့လူသားဆန်ဆန်ပြုမှုခွင့်ကိုရရှိဖို့အတွက်ကိုလည်းတပည့်တော်တို့တောင်းဆိုတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်တပည့်တော်တို့အနေနဲ့တန်ဖိုးထားလေးစားရတဲ့ကျေးဇူးရှင်တယောက်ကိုလွန်မြောက်ဖို့ဆုတောင်းနေုံနဲ့မကဘဲနဲ့မပြေဝသေးတဲ့လူအခွင့်အရေးတွေရရှိဖို့သူ့ရဲ့ဆုံးရှုံးနေတဲ့အခွင့်အရေးတွေအားလုံးသူ့ပေါ်ရရှိဖို့တိုင်းပြည်လုံးရဲ့မျှော်လင့်ချက်ကြီးမားစွာနဲ့ဓမ္မကြီးတော်အောင်ဆန်းစုကြည်ရဲ့အခြေအနေအမှန်တွေကိုသိရှိဖို့အတွက်ကိုတပည့်တော်တို့ရဲ့ဆန္ဒပြင်းပြပြနဲ့ကိုနေ့စဉ်နေ့တိုင်းကိုတပည့်တော်တို့ပြည်သူပြည်သားတွေအားလုံးဟာစိုးရင်တော့ကကြီးစွာနဲ့ကိုဓမ္မကြီးပေါ်မှာမျှော်လင့်ချက်နဲ့စောင့်မျှော်နေကြတာဖြစ်ပါတယ်ယနေ့မွေးနေ့ကိုကြာရောက်လာတဲ့အချိန်ခါမှာဒီလိုတို့အနေနဲ့ဒကမကြီးတော်အောင်ဆန်းစုကြည်ကိုကျေးဇူးကြီးမားတဲ့တိုင်းပြည်လုံးရဲ့မျှော်လင့်ချက်ရဲ့စုစည်းရာအားလုံးရဲ့မျှော်လင့်ချက်တွေရဲ့စုံတရားဖြစ်တဲ့ဒကမကြီးတော်အောင်ဆန်းစုကြည်အမြန်လွတ်မြောက်စေဖို့ဒကမကြီးတော်အောင်ဆန်းစုကြည်တက်ရှိခြင်းများရှိနေတာအမှန်တကယ်ဖြစ်ကြောင်းကိုလေဒကဘာလုံးကိုပြသဖို့အတွက်မင်းအောင်နိုင်တဲ့တကွာလူယုံမာတွေကိုဘုံတို့ဒီနေရာနေပြီးတော့အပြင်းထန်တော့ပြီးတောင်းဆိုပါတယ်မိမိတို့ရဲ့လူတိုင်းမှာရရှိတဲ့လူအခွင့်အရေးတွေကိုအားလုံးအဆုံးရှုံးခံပြီးတော့တိုက်ပွဲဝင်နေတဲ့ဒကမကြီးဒေါ်ဆန်းစုကြည်ဆုံးရှုံးနေတဲ့လူအခွင့်အရေးတွေလည်းအမြန်ဆုံးရအောင်အတွက်တပည့်တော်တို့ဒီနေ့ကြိုးစားအားထုတ်ပြီးတော့တောင်းဆိုပါတယ်လို့ပြောကြရင်းနဲ့တပည့်တော်ရဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့မှာ
တပည့်တော်ရဲ့စကားကိုဒီမှာနေကုန်းချုပ်ပါတယ်ဗျာ အမှားဗျာအခုလိုမင်းကြားပေးတဲ့စေတော်ဥဒဝနရွေးစီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာပြီးတော့ဆက်လက်ပြီးတော့မှရွှေဝါရောင်အရှင်သာဝရနော်ဝေကိုအလှည့်ပေးခြင်းပါတယ်ဗျာစေတော်အနေနဲ့လည်းပဲဒမိုင်းတော်ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရစကားနဲ့စေတော်ရဲ့အတွေးအမြင်တွေကိုလည်းမျှဝေမင်းကြားပေးဖို့အတွက်ရိုသေစွာလျှောက်ထားပါတယ်ဗျာ မဆရာတော်အားလုံးဥတော်ပါဗျာဒီနေ့မြေတော်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့အထိမ်းအမှတ်ဆုတောင်းပွဲလေးမှာပါဝင်ခွင့်ရတဲ့အတွက်ကြောင့်မလို့ဥစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ဗျာဒီနေ့တပည့်တော်တို့အားလုံးဒီလိုစုဝေးပြီးတော့မှလူတဦးတယောက်ရဲ့မွေးနေ့ကိုကျင်းပတာမဟုတ်ပါဘူးစုဝေးရောက်ရှိရခြင်းမှာလည်းပဲမျှော်လင့်ချက်တစ်ခုကိုဂုဏ်ပြုဖို့အတွက်ယုံကြည်ချက်တစ်ခုကိုဂုဏ်ပြုဖို့အတွက်ဖြစ်ပါတယ်ပြည်သူလူထုရဲ့မညှိုးနွမ်းသောစိတ်ဓာတ်တွေကိုဂုဏ်ပြုခြင်းလည်းဖြစ်တယ်လို့သူတို့ကတော့ယုံကြည်ပါတယ်ဒီနေ့တပည့်တော်တို့ရဲ့ဒီမှာမြေတော်ဆန်းစုကြည်ရဲ့82နှစ်အသက်အရွယ်ဆိုတာတပည့်တော်တို့အားလုံးရဲ့နှလုံးသားထဲမှာရှင်သန်နေသောစိတ်ဓာတ်အသက်အရွယ်အဖြစ်တိုင်းတာပြီးမရပါဘူးဗျာလူတယောက်ကိုထိမ့်သိမ်းချုပ်နှောင်ထားတော့လေဒီနေ့ဒီအတွေးအခေါ်တွေကိုချုပ်နှောင်ရေးမရဘူးဆိုတာကိုတပည့်တော်တို့မြင်တွေ့ရတယ်ပြီးတဲ့အခါကျလူတယောက်ရဲ့လွတ်လပ်မှုကိုကန့်သတ်နိုင်တော့လည်းပဲပြည်သူလူထုတရက်လုံးရဲ့မျှော်လင့်ချက်ကိုတားဆီးရမရဘူးဆိုတာကိုတပည့်တော်တို့အားလုံးမြင်ခဲ့တွေ့ခဲ့ကြရတယ်ပေါ့နော်ဗျာအခုဆိုရင်လည်းပဲဒါဟုတ်ဆိုပြီးတော့မှတက်ရှိထင်ရှားရှိကြောင်းတက်တည်ပြဖို့ဆိုပြီးတော့မှကဘာတဝမ်းတုံးဆုံနေကြတဲ့လှုပ်ရှားမှုတွေကလည်းပဲဒီ82နှစ်ပြည့်မြောက်မွေးနေ့ပါဆိုရင်ကြဲကြဲလောင်လောင်တပည့်တော်တို့ကြားရတယ်ပေါ့နော်အာနာရှင်တွေကတော့သူတို့ရဲ့လောက်ရက်တွေကိုဒီနေ့ချိန်ထိဆက်ပြီးတော့မှကျူးလွန်နေစေဆိုတာကတပည့်တော်အားလုံးလည်းသိတယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်လက်ရှိတပည့်တော်ရဲ့ဒီနိုင်ငံဟာဆိုရင်လည်းပဲအခက်အခဲဆုံးကာလတစ်ခုမှာဖြတ်တန်းရောက်ရှိနေတယ်လို့ပြောတော့ခံစားမိပါတယ်။ဘာကြောင့်လဲဆိုရင်ဒါကြီးရွာအများပြားကိုမိရှုခံရတယ်။အပြစ်မဲ့တဲ့ပြည်သူတွေအသက်ဆုံးရှုံးရတယ်။လူငယ်တွေလွတ်လပ်မှုအတွက်ဘဝကိုဆွန့်လွတ်တိုက်ပွဲဝင်နေကြရတယ်။ဒါပေမဲ့တပည့်တော်တို့ဒီ82နှစ်အရွယ်ရှိသွားပြီးတော့အမေတော်ဆန်းစုကြည်နဲ့အတူအားလုံးကအရှုံးမပေးခဲ့ကြဘူး။အမေတော်ဆန်းစုကြည်နဲ့အတူတပည့်တော်အားလုံးဒူးမထောက်ခဲ့ကြဘူး။တပည့်တော်တို့အမေတော်ဆန်းစုကြည်နဲ့အတူမျှော်လင့်ချက်တွေဒီနေ့ချိန်ထိမသေးဆုံးခဲ့သေးဘူးဗျာ။တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လည်းပဲအမှန်တရားအတွက်ရက်တည်ခဲ့တဲ့သူတွေဟာအစပိုင်းမှာအားနည်းတတ်ကြပါတယ်။သို့တော်လည်းပဲနောက်ဆုံးမှာအမှန်တရားကအောင်မြင်လေးရှိတယ်။တရားမျှတမှုကိုခိတ္တဖိနှိပ်ထားနိုင်တော့လည်းပဲအပီးတိုင်ဖြည့်ဆည်း၍မရဘူးဆိုတာကဒီနေ့နှစ်ပေါင်း80မှာပြန်ကြည့်မယ်ဆိုရင်တပည့်တော်တို့ရဲ့လွတ်လပ်မှုတွေကိုခိတ္တချုပ်နှောင်စေနိုင်တော့လည်းပဲထာဝရတားဆီးရမရဘူးဆိုတာကပြီးတော့တမိုင်းမှာတက်တည်ပြခဲ့ပြီးသားဖြစ်ပါတယ်ဗျာအဲ့တော့မေတော်ဆန်းစုကြည်ရဲ့ဒီနေ့စစ်တဲ့တနေ့ပြည့်မွေးနေ့ကိုကျင်းပခြင်းသည်တပည့်တော်တို့ဟာအတိတ်ကိုလွမ်းဆွနေဖို့တတ်မဟုတ်ပါဘူးဗျာအနာဂတ်ကိုဒီဆောင်မြက်တန်တိဋ္ဌံကိုပို့ပြီးတော့မှထပ်မံအတည်ပြုတယ်လို့တပည့်တော်ယုံကြည်တယ်ဗျာဒီမိုကရေစီသည်လူသားတယောက်ရဲ့အိမ်မက်ပါပြည်သူလူထုတရက်လုံးရဲ့အိမ်မက်လည်းဖြစ်ပါတယ်ဖရယ်ပြည်တော်စုဆိုတာလည်းပဲဒီလိုလူမျိုးတစုရဲ့ဆန္ဒမဟုတ်ပါဘူးတိုင်းသားပြည်သူတရက်လုံးရဲ့မျှော်လင့်ချက်ဖြစ်တယ်ဆိုတာကိုတပည့်တော်တို့အားလုံးသိရှိထားပြီးဖြစ်တယ်လို့ပေါ့နော်ယနေ့ဒီနေရာမှာတပည့်တော်အားလုံးဂရုပြုကြပါဆိုရင်တော့တပည့်တော်အကြောက်တရားထက်တပည့်တော်ပြည်သူတွေကိုဓမ္မကြီးသင်ပေးခဲ့တယ်လို့တတိကိုရွေးချယ်သိခြင်းပဲအမှန်တရားအတွက်ဆိုလည်းပဲတပည့်တော်ပြည်သူတွေကဓမ္မကြီးလိုပဲမေတ္တာတရားကိုပို့ပြီးတော့ရွေးချယ်သိခြင်းတာတကယ်လို့စစ်အာဏာရှင်တွေနဲ့ရှေ့အားစားရှင်တွေတွေ့ဆိုရင်လည်းပဲတပည့်တော်တို့ကဓမ္မကြီးရွေးချယ်ခဲ့တယ်လို့လွတ်လပ်မှုကိုရွေးချယ်ဖို့အတွက်နောက်တိတ်ဆိတ်ခြင်းတဲ့ပေါ့နော်အမှန်တရားကိုဓမ္မကြီးလိုတပည့်တော်ပြည်သူတွေအားလုံးပြောဆိုဖို့လိုတယ်ဗျာအနာဂတ်မှာလည်းပဲတပည့်တော်လူငယ်တွေပေါ့နော်အားလုံးသိတဲ့အတိုင်းပဲအနာဂတ်ရဲ့ပိုင်ရှင်တွေဖြစ်တယ်သူတို့ရဲ့ဆွလွတ်နဲ့တခံမှုတွေကိုတပည့်တော်အားလုံးတတ္တိရှိရှိနဲ့တပည့်တော်ရဲ့ဒီအိမ်မက်တွေကိုဒီမြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးမှာပဲဖြစ်ဖြစ်တိုင်းပြည်တည်ဆောက်ရေးမှာပဲဖြစ်ဖြစ်အင်အားတရက်ဖြစ်တပည့်တော်အသုံးချဖို့လိုပါတယ်အဲ့တော့တပည့်တော်အားလုံးဘယ်တော့မှမျှော်လင့်ချက်မပြောက်စေနဲ့ဘယ်တော့မှ
အမှန်တရားကိုမစွန့်လွတ်နဲ့ဘယ်တော့မှလွတ်လပ်မှုကိုမမေ့နဲ့ဆိုတာကိုမျိုးပေါ့နော်ဒီနေ့ဒုံမကြီးရဲ့80နှစ်မြောက်မွေးနေ့အခါသမယမှာကျမ်းမာခြင်းချမ်းသာခြင်းဘေးရန်ကင်းခြင်းများရရှိပါစေကြောင်းဆုမွန်ကောင်းတောင်းရင်းနဲ့ဓမ္မကြီးတက်ရှိထင်ရှားရှိကြောင်းကိုပေါ့နော်ဆရာအာနာရှင်တွေနဲ့အမြန်ဆုံးပြသနိုင်ပါစေလို့ပဲသူတို့ဆုတောင်းပါတယ်ဗျာဟုတ်သူတို့ငြိမ်းချမ်းရေးကိုချစ်မြတ်လို့ကြတော့မြန်မာနိုင်ငံတော်ကြီးသည်လွတ်လပ်ပြီးတရားမျှတမှုနဲ့ငြိမ်းချမ်းမှုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကိုအမြန်ဆုံးရရှိပါစေလို့ဆုတောင်းရတဲ့ညီကုန်းချုပ်ပါတယ်ဗျာဓမ္မကြီးတက်တော်ရာကျော်ရှိ၍အမြန်ဆုံးလွတ်မြောက်ပါစေဗျာ မှန်ပါဗျာအခုလိုမတ်တရားမင်ကြားပေးတဲ့သူဝါရောင်အရှင်သာဝရနော်ဝေဆရာတော်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာတပိတော့ဆက်လက်ပြီးတော့မှဆရာတော်ဥပဝိဒဂျာမနီကိုပြီးတော့အလက်ပေးပင့်ဖက်ချင်ပါတယ်ဗျာဆရာတော်အနေနဲ့လည်းပဲဒီနေ့ဓမ္မတော်ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရစကားတွေကိုမင်ကြားပေးဖို့ဒီလိုရိုသေစွာလျော်ထားပါတယ်ဗျာ မှန်ပါဗျာဒကမာကြီးဒေါအောင်ဆန်းစုကြည်ရဲ့80နှစ်မြောက်မွေးနေ့မှာပြောချပေးရတာဝမ်းလက်တာတယ်ဝမ်းလက်နေတယ်ဘာဖြစ်လို့လဲဆိုတော့ဒကမာကြီးကိုယ်တိုင်ကဆရာနာရှင်တွေရဲ့ထောင်သွင်းအချင်းချခံရတဲ့အတွက်ကြောင့်မလို့ဝမ်းနေရပါတယ်ဒကမာကြီးဒေါအောင်ဆန်းစုကြည်ဆရာနာရှင်တွေကအခုမှပြည်သူတွေနဲ့ခွဲထားတာမဟုတ်ပါဘူးဟိုတုန်းကတည်းကတည်းလို့ဓမ္မကြီးဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူတွေနဲ့ဓမ္မကြီးဒေါအောင်ဆန်းစုကြည်နဲ့ကဘာကြီးနဲ့အဆက်ဖြတ်ထားခဲ့တာအားလုံးအသိဖြစ်ပါတယ်ဟိုတစ်ချိန်လုံးကဆိုလို့ရှိရင်ဓမ္မကြီးဒေါအောင်ဆန်းစုကြည်ပဲသွားတဲ့နေရာတိုင်းမှာလူအုပ်ကြီးရောက်လာတယ်ဆိုလို့ရှိရင်လူအုပ်ကြီးကြားတဲ့ကိုဓမ္မကြီးဒေါအောင်ဆန်းစုကြည်စကားပြောမရအောင်တန်ချက်ဆက်တွေကိုမသုံးရတန်ချက်ဆက်သုံးရင်တန်ချက်ဆက်ဥပဒေနဲ့အရေးယူမယ်ဆိုပြီးတော့တန်ချက်ဆက်ငှားလိုက်တဲ့ပုဂ္ဂိုလ်တွေပါအဲ့ဒါလို့ကန့်ကွက်ခဲ့တာတွေတားဆီးခဲ့တာတွေရှိပါတယ်ဆရာနာရှင်တွေဟာဒကမာကြီးဒေါအောင်ဆန်းစုကြည်နဲ့ပြည်သူကိုပဲခွဲပြီးတော့ထားခဲ့တာလားဆိုတော့မဟုတ်သေးပါဘူးအဲ့တော့စစ်သားတွေနဲ့ပြည်သူတွေလည်းပဲခွဲထားတာပါပဲပြည်သူတွေနဲ့စစ်သားတွေတသားတည်းဖြစ်သွားမှာကိုဆရာနာရှင်အကြောက်ဆုံးဖြစ်ပါတယ်ဒါပေမဲ့လည်းပဲဒကမာကြီးဒေါအောင်ဆန်းစုကြည်ကအဲ့ဒါကိုမလျှော်သောဇွဲနဲ့အကြမ်းမဖက်တဲ့လီးနဲ့နိုင်ငံရေးကိုစ조사ပြီးတော့လှုပ်လာတာဖြစ်ပါတယ်ဒီအကြမ်းမဖက်တဲ့နည်းကိုဒကမာကြီးဒေါအောင်ဆန်းစုကြည်လှုပ်တဲ့အခါမှာဘယ်လိုနည်းနဲ့လှုပ်တယ်လဲဆိုတော့ active တက်ကြွတဲ့နည်းနဲ့သူကလှုပ်ပါတယ် passive ဟိုကခိုင်းတဲ့အတိုင်းလှုပ်တဲ့ဟုတ်လားအကြမ်းမဖက်တဲ့နည်းမဟုတ်ပါဘူးเนาะအခုစစ်အာဏာရှင်အောက်မှာရှိုးပြီးတော့ဝင်သွားကြတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါတယ်သူတို့ကလည်းပဲအကြမ်းမဖက်တဲ့နည်းလို့တော့ပြောတာပဲဒါပေမဲ့သူတို့ကကျတော့ passive လို့ပြောလို့ရတယ်စစ်အာဏာရှင်အကြိုက်ကိုလိုက်ပြီးတော့လှုပ်သွားကြတဲ့ပုဂ္ဂိုလ်တွေစစ်အာဏာရှင်ကသူတို့ကိုစကားမပြောခင်တုန်းကအသုံးမပြုခင်တုန်းကတော့အာဘောအရင်တန်နဲ့ပြောခဲ့ကြပြီမယ်စစ်အာဏာရှင်တို့ရဲ့စကွဲနဲ့မှာဝင်သွားတဲ့အခါမှာသူတို့ဟာနှုတ်ဆိတ်ပြီးတော့ကြည်ကြည်နက်နက်နဲ့လှုပ်ဆောင်နေကြတာဒါ passive နည်းနဲ့လုပ်တယ်လို့ပြောလို့ရပါတယ်နော်အဲ့ဒီချိန်ခါတုန်းက2010အဲ့ဒီတုန်းကဆိုရင်အခုဥခင်ကြီးကိုမပြောကြလို့ဆိုတော့ဒေါအောင်ဆန်းစုကြည်ဟာတာမန်ပြည်သူတယောက်ပဲဖြစ်ပါတယ်သူ့ကိုပြည်သူလူထုတွေကထောက်ခံမှုလည်းမရှိပါဘူးเนาะဆိုရင်အဲ့လိုပြောခဲ့တယ်အဲ့ဒီလိုပြောပြီးတော့သူတို့ယုံကြည်မှုရှိပြီဆိုပြီးတော့2008ဖွဲ့စည်းပုံအတည်ပြုပြီးတော့ဒါရွေးကောက်ပွဲလုပ်ပြီးတော့အများအားသူတို့အစိုးရဖြစ်နိုင်မယ်ဆိုပြီးဒါလှုပ်လာခဲ့ကြတာပဲဒါပေမဲ့ဒကမာကြီးဒေါအောင်ဆန်းစုကြည်ကအဲ့ဒါကိုလည်းပဲကျမဖက်တဲ့နည်းနဲ့ပဲဒါလှုပ်တယ်သူဆိုရကပြောတယ် active နည်းနဲ့လှုပ်တဲ့အခါကျတော့ပြည်သူတွေရဲ့ကြားတဲ့ကိုပြည်သူလူထုနဲ့တသားတဲ့မိုင်ပေါင်းများစွာနိုင်ပေါင်းများစွာလေပေါင်းများစွာသူတယောက်တည်းပြောတာမဟုတ်ဘဲနဲ့ပြည်သူတွေရဲ့စကားကိုလည်းပဲနားထောင်ပြီးတော့ပြည်သူတွေတသားတဲ့လှုပ်တဲ့အခါမှာ
ဆရာနာရှင်တွေကအင်မတန်ကြောက်ရွံ့ပါတယ်အခုဆရာနာရှင်တွေနဲ့ပေါင်းတဲ့ပုံကိုယ်တွေကပြည်သူတွေနဲ့တသားတည်းရှိမနေဘူးဆိုတာဒါထင်ရှားပါတယ်အဲဒီကမှာ2016မှာဒုမိုင်းတော်ဆန်းစုကြည်တို့ဟလာနိုင်ငံတော်တာဝန်ကိုယူလိုက်ရတဲ့အခါမှာအဲဒီတုန်းကဟလာ State Councilor ဆိုပြီးတော့နိုင်ငံတော်ပုဂ္ဂိုလ်ဆိုတဲ့ဟာကိုဖွဲ့စည်းပါနေခဲ့တယ်အဲ့တော့ State Councilor ဖြစ်လို့သမ္မတရဲ့အထက်မှာရှိတာမဟုတ်ဘူးဒေါအောင်ဆန်းစုကြည်ဖြစ်လို့ကိုသမ္မတအထက်မှာရှိနေရတယ်နော်သမ္မတဆိုတာပြည်သူလူထုတင်မြှောက်ခြင်းတိုင်းတင်မြှောက်လို့မရတဲ့ဖွဲ့အခြေခံဥပဒေဒီမိုကရေစီနည်းမကျတဲ့ဖွဲ့စည်းခံဥပဒေဖြစ်နေနော်အဲ့တော့ State Council တင်သမ္မတအထက်မှာမရှိနိုင်တခြားဘယ်ဖွဲ့စည်းမှာပဲဖြစ်ဖြစ် State Councilor ဆိုပြီးတော့တခြားပုဂ္ဂိုလ်တွေကိုတင်ကြည့်လိုက်သမ္မတအထက်မှာလည်းမရှိနိုင်ဒီမှာကြီးဒေါအောင်ဆန်းစုကြည်ဟာဘာဖြစ်လို့သမ္မတအထက်မှာရှိနေရတယ်လဲဆိုပြည်သူလူထုရဲ့ရင်ထဲမှာနှလုံးသားထဲမှာသမ္မတဖြစ်နေလို့နော်ဒါကြောင့်မလို့ကိုသူကသမ္မတဖြစ်နေတယ်ဒါပေမဲ့တချို့ပုဂ္ဂိုလ်တွေကဒီမှာကြီးဒေါအောင်ဆန်းစုကြည်ကို authoritarian အာဏာရှင်ဆန်တယ်ဘာညာဆိုပြီးတော့အဲ့ဒါလိုပြောကြတာဒီမှာကြီးဒေါအောင်ဆန်းစုကြည်ဟာဦးစင်းလေ့လာမိတယ်လို့ဆိုရင်တခြားတစ်ဖက်သားပုဂ္ဂိုလ်တွေရဲ့ပြောစကားတွေကိုသေသေးချာချာအာရုံစိုက်ပြီးတော့နားထောင်နေရှိတယ်။အေးမဟုတ်ဘူးဆိုလို့ရှိရင်လည်းသူလည်းမခံတတ်ဘူး။မှန်တယ်ဆိုလို့ရှိရင်မှန်တယ်လို့ထင်ရင်အဲ့ဒီမှန်တဲ့လမ်းအတိုင်းသူတယောက်တည်းရှိရင်ရှိပါစေ။နော်အဲ့တော့မှန်တဲ့လမ်းအတိုင်းကိုပဲသူကတော့ရှောက်မယ်ဆိုပြီးတော့အဲ့ဒါဘယ်တော့မှပြောခဲ့တယ်လဲဆိုတော့နော်မှတ်ရပေါ့ဒီအမျိုးဆောင်ဥပဒေဆိုပြီးတော့အဲ့ဒီမှာ NLD ထက်ကပုံကိုယ်တွေတော့မှတော်တော်များများပါသွားတဲ့အချိန်ကြီးဆိုတာရှိခဲ့တယ်။ဒီမှာကြီးကတော်တော်ကြီးကိုလက်မှတ်ချပြီးတော့အေးငါတယောက်တည်းဟုတ်ချင်ဟုတ်ပါစေနိုင်ငံရေးကိုတယောက်တည်းပဲလုပ်မှာပဲဆိုပြီးတော့မှန်တဲ့ဘက်မှာပဲနိုင်ငံအတွက်အကျိုးရှိတဲ့ဘက်မှာပဲသူရပ်တည်မယ်ဆိုပြီးတော့အဲ့ဒါလို့နေခဲ့တယ်နော်အဲ့ကကြတော့ဒီမှာကြီးလှုပ်တဲ့နိုင်ငံရေးကဘာလဲဆိုတော့တွဲဆုံဆွေးနွေးရေးပဲတွဲဆုံဆွေးနွေးရေးစစ်တပ်နဲ့ဟလာပြည်သူတွေဟာတွေ့ကွဲနေပြီဆိုတာကိုဒီမှာကြီးသိတယ်ပြည်သူတွေနဲ့တက်မတော်နဲ့ကတရားတလန်တန်တလန်ဖြစ်နေပြီဆိုတာကိုသူသိတယ်ဒါကြောင့်မို့လို့ဟလာပြည်သူတွေနဲ့တက်မတော်နဲ့တသားတည်းဖြစ်အောင်သူကအမျိုးသားပြန်လဲတက်မြတ်ရေးဆိုတဲ့မူဝါဒကိုသူကလက်ကင်ထားတယ်ဒါပေမဲ့စစ်ကောင်းဆောင်တွေကပြည်သူတွေနဲ့တက်မတော်သားတွေနဲ့ဟလာစီးလုံးသွားမှာကိုအမတန်မှကြောက်တယ်အခု2020တခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဟလာတချို့စစ်ဗိုလ်တွေနဲ့စစ်ဗိုလ်ချုပ်တွေနဲ့အဲ့ဒီမှာဖုံးပြောပြီးတော့ပြည်သူတွေနဲ့အတူမရက်ဘူးလားပြည်သူတွေဘက်ကမရက်တည်ဘူးလားဆိုပြီးတော့အဲ့လိုပြောတဲ့အခါမှာဘာလို့ရရမှာလဲကွာဆိုပြီးတော့အဲ့လိုပြောတဲ့အတန်ဖိုင်တွေခဏခဏထွက်လာတာရှိတယ်ဒါဟာဟလာစစ်ကောင်းဆောင်တွေရဲ့ဝါဒဖြတ်မှုအောက်မှာမှိုက်မိနေတဲ့ brain wash ဆိုပြီးတော့အုံနောက်ဆေးခံထားကြရလို့ပြည်သူတွေနဲ့သွေးကွဲနေကြတာဖြစ်တယ်ဒါကိုဓမ္မကြီးကမလိုလားဘူးเนาะဘာဖြစ်လို့မလိုလားတယ်လဲဆိုတော့လက်နဲ့ကင်ပြီးတော့လက်နဲ့ကင်နေတဲ့တက်မတော်သားတွေဟာတကယ်လို့သူတို့ဟာစိတ်ထားမကောင်းဘူးစိတ်ထားမမှန်ဘူးလက်မမှန်ဘူးဆိုရင်တိုင်းပြည်ကြီးပျက်စီးတော့မယ်ဆိုတာကိုဒီမြင်ပြီးတယ်ဒါကြောင့်မို့လို့လမ်းမှားကိုမရောက်စေခြင်းတဲ့အတွက်ကြောင့်မို့လို့ပြည်သူတွေနဲ့တက်မတော်သားတွေတသားတည်းဖြစ်စေခြင်းเนาะဆရာနာရှင်ခေါင်းဆောင်တွေရဲ့နောက်ကလိုက်စေခြင်းအဲ့တော့စစ်အာဏာရှင်ခေါင်းဆောင်တွေကတော့ခဏခဏပြောတဲ့စကားရှိတယ်မြန်မာနိုင်ငံမှာစစ်တပ်မရှိဘူးဆိုရင်ဘာဖြစ်သွားမယ်ထင်တယ်လဲနော်အဲ့တက်မတော်ကြီးမရှိရင်မြန်မာနိုင်ငံဘာဖြစ်သွားမယ်ထင်တယ်လဲနော်ဆိုပြီးတော့အဲ့ဒါလို့ခဏခဏချင်းချောက်ပြီးတော့မိခွန်းတွေမေးခဲ့တာရှိတယ်အဲ့ဒါကိုလည်းပဲဟုတ်လားအခုAAဗိုလ်ချုပ်ထွန်းမြတ်နိုင်ကမိခွန်းတစ်ခါပြန်ထုတ်တယ်အဲ့ဒီဟာကိုပဲနော်ဘာထုတ်တယ်လဲဆိုတဲ့အခါကျတော့စဉ်းစားစရာပေါ့တက်မတော်မရှိရင်မြန်မာနိုင်ငံဘာဖြစ်သွားမယ်ထင်တယ်လဲဆိုတဲ့ဥစ္စာကိုတဲ့ပြောင်းပြန်မေးကြည့်လိုက်ပါလားတဲ့တက်မတော်ရှိနေလို့အခုမြန်မာနိုင်ငံဘာဖြစ်နေတယ်လဲအဲ့ဒါကိုအဲ့ဒီမေးခွန်းကိုမေးကြည့်ပေါ့အဲ့ဒါကိုဖြေကြည့်ပါလားနော်အခုတက်မတော်ကအခုစစ်တပ်ကနော်ရွာတွေကိုမိရှို့နေတာတ
တိုင်းပြည်ကြီးကပျက်စီးနေတယ်ပြည်သူလူထုတွေမှာလည်းပဲအခုအရင်တော့ကဆိုလို့ရှိရင်တော့နော်တိုင်းရင်းသားတွေနဲ့မြေပြန့်ကဗမာတွေနဲ့သွေးခွဲပြီးတော့အုပ်ချုပ်ကြတယ်နော်အဲ့တော့သွေးကွဲတဲ့လောက်သွေးကွဲတာလည်းပဲရှိပါတယ်အခုကျတော့တိုင်းရင်းသားနယ်စပ်ကတိုင်းရင်းသားတွေနဲ့တည်းမဟုတ်တော့ပဲနဲ့နော်မြေပြန့်ကဗမာချင်းတောင်မှသွေးခွဲနေတယ်ဘယ်လိုသွေးခွဲတယ်လဲဆိုတော့နော်အဲ့တော့9မြင်းဆောင်လို့9မြင်းဆောင်လို့73မြင်းဆောင်လို့ဆိုလို့ရှိရင်အမျိုးမျိုးခွဲခြားပြီးတော့ဆက်ဆံတယ်အဲ့ဒီခါမျိုးမှာဆိုလို့ရှိရင်တချို့ဟွာတွေကဘယ်လိုမြင်သွားမလဲဆိုဟာ9မြင်းဆောင်တွေကြောင့်ငါတို့နိုင်ငံကြီးဖြစ်ဒီလိုမတည်မငြိမ်ဖြစ်တာအဲ့ဒါလိုမြင်သွားအောင်နော်သွေးခွဲပြီးတော့အုပ်ချုပ်လာကြတယ်ဒါတွေကိုဓမ္မကြီးကနော်စစ်သားတွေကိုလည်းပဲတကယ်စစ်သားပြီးပြီးတပ်မတော်သားပြီးပြီးတိုင်းပြည်ကိုကာကွယ်တဲ့တပ်မတော်ပဲဖြစ်စေခြင်းတယ်ပြည်သူတွေကလေးစားတဲ့အားကိုးရတဲ့တပ်မတော်ဖြစ်စေခြင်းပြည်သူတွေကိုအခုလိုဟလာဖိနှိပ်နေတဲ့တပ်ဖြတ်နေတဲ့မိရှုနေတဲ့တပ်မတော်စစ်သားတွေမဖြစ်စေခြင်းနော်ဒီတက်ရွယ်ထီအောင်ဒကမာကြီးဟာမနာနိုင်မနေနိုင်ပဲနဲ့သူလုံနေရတယ်ဆိုတာဟာဦးဇင်းတို့လက်တွေ့ကြည့်မယ်ဆိုလို့ရှိရင်အသက်82နှစ်ဆိုတာအေးအေးလူလူနဲ့ငြိမ်းချမ်းချမ်းနဲ့သူချစ်တဲ့ပြည်သူတွေနဲ့သူချစ်တဲ့တပည့်တပန်းတွေနဲ့သူချစ်တဲ့သားတွေမိတွေနဲ့ငြိမ်းချမ်းချမ်းကလေးနေဖို့အရွယ်အနာယူရမယ်အရွယ်ဖြစ်နေပါဒါပေမဲ့လည်းပဲဦးဇင်းတို့မန္တလေးမှာနေခဲ့စဉ်တုန်းကအသက်80ကျော်80နီးပါးတကာကြီးတယောက်ဟာသားသမီးတွေကလည်းအာမကိုရစီးပွားရေးကလည်းအဆင်မပြေဆိုတော့သူကိုယ်တိုင်မနေ့နဲ့ဆက်ကနေပြီးတော့ပတ်စံရှားနေရတဲ့တကာကြီးတယောက်တွေ့ဘူးတယ်နော်အဲ့တော့သူအရွယ်ဆိုလည်းပဲအေးအေးဆေးဆေးနေရမယ်အရွယ်ပဲဒါပေမဲ့သားသမီးတွေကစီးပွားရေးအဆင်မပြေလိမ္မာကမလိမ္မာနော်အဲ့လိုဖြစ်နေတယ်သူကိုယ်တိုင်စီးပွားရှားနေရတယ်တချို့တက္ကမကြီးများဆိုရင်လည်းပဲအသက်80ကျော်အထိနော်အဲ့တော့ပေါင်းခုတ်နေရတယ်သားသမီးတွေနဲ့အတူတူဝင်ငွေရှားနေရတယ်ဒါဘာဖြစ်လို့လဲဆိုတော့အဆင်မပြေလို့ပေါ့နော်အဲ့တော့အခုလည်းပဲမြန်မာနိုင်ငံကြီးကအဲ့ဒါလိုဖြစ်နေတာအဆင်မပြေတဲ့အခါကျတော့စစ်အာဏာရှင်တွေရဲ့အကုန်လုံးမှွေနှောက်ပြီးတော့ဖြစ်စည်းနေရတဲ့အခါကျတော့ဒကမာကြီးလည်းအေးအေးဆေးဆေးအနားမနေနိုင်ပဲနဲ့ဒီနိုင်ငံကြီးကိုပြည်သူလူထုကြီးကိုချစ်တဲ့စိတ်နဲ့အပင်ပန်းခံပြီးတော့လုပ်နေရတာနော်အဲ့တော့ပြည်သူလူထုကြီးလည်းလိမ့်လိမ့်မာမာနဲ့စစ်အာဏာရှင်ကြီးအောက်ကအမြန်ဆုံးလွတ်မြောက်ပြီးတော့ငြိမ်းငြိမ်းချမ်းချမ်းနဲ့ချမ်းချမ်းသာသာနဲ့နေနိုင်ပါစေဒကမာကြီးလည်းပဲအေးအေးချမ်းချမ်းနဲ့နော်အနားယူနိုင်ပါစေမြန်မာပြည်ကြီးလည်းစစ်အာဏာရှင်အောက်ကအမြန်ဆုံးလွတ်မြောက်နိုင်ပါစေဆန္ဒပြုဆုတောင်းရင်းနဲ့ဦးဇင်းရဲ့ဒကမာကြီးတော်ဆန်းစုကြည်80နှစ်မြောက်မွေးနေ့စကားကိုဒီလောက်နဲ့ပဲညီကုန်းချုပ်ပါတယ်အမဗျာအခုလိုမတ်တရစကားမင်ကြားပေးတဲ့ဆရာတော်ဥကောဝိဒဂျာမနီကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာတပည့်တော်ဆက်လက်ပြီးတော့မှရွှေဝါရောင်မော်ဘီဆရာတော်ကိုအလက်ပေးပြည့်ချင်ပါတယ်ဗျာဆရာတော်အနေနဲ့လည်းပဲဓမ္မကြီးတော်ဆန်းစုကြည်ရဲ့မွေးနေ့မှာမတ်တရစကားမင်ကြားပေးဖို့သူရိုသေသားလျောက်ထားပါတယ်ဗျာမှန်ပါဗျာဓမ္မကြီးတော်ဆန်းစုကြည်82နှစ်ပြည့်မွေးနေ့ကိုရှိရခေါ်သွားတဲ့ဒီကုန်းစကားပြောတဲ့ဆရာတော်ဦးဇော်နာ USA ဆရာတော်ဥကောဝိဒဂျာမနီတို့ကိုဥတင်ပါတယ်ဗျာဥထဝရကိုလည်းကျေးဇူးတင်ပါတယ်နောက်ဟောမယ့်ဆရာတော်မင်းတုံညာကိုလည်းဥတင်ပါတယ်ခုလိုဖေဖေလည်းဥဒေဇာကိုလည်းကျေးဇူးတင်ပါတယ်တပည့်တို့ရဲ့လက်ရှိနိုင်ငံပေါ့ဗျာဒီလိုနိုင်ငံတကယ်စဉ်းစားမယ်ဆိုလို့ရှိရင်တကယ်ရင်နာစရာကောင်းတယ်ဗျာရင်နာစရာလည်းကောင်းတယ်လို့အားလုံးဒီလိုနိုင်ငံထဲမှာရှိနေတဲ့ပြည်သူတွေရောဘုန်းကြီးတွေရောအကုန်လုံးပါဗျာနိုင်ငံသူနိုင်ငံသားအားလုံးခုလိုအဖြစ်မျိုးခုလိုကြုံတဲ့မျိုးတွေကဒါမကြုံတဲ့အရာမတွေ့တဲ့အရာတွေပဲဒါတွေကိုဘုန်းကြီးတွေရောလူတွေရောတိုင်းသားတွေရောအားလုံးနားလည်ရမယ်ဒါတွေကဘယ်သူတွေအကြောင်းဖြစ်နေလဲဆိုတော့ဒါကတော့အားလုံးသိတဲ့အတိုင်းပဲစစ်အာဏာရှင်တွေကြောင့်ပါဗျာအဲ့ဒီစစ်အာဏာရှင်ကတပည့်တို့ရဲ့ဒီကောင်းဆောင်ဒီလိုကူအမေစုပေါ့ဒါတက်82နှစ်ကိုတကယ်ပညာရှိသူတော်ကောင်းဟိုထောင်နဲ့ထဲတာတော့တပည့်တို့ရဲ့ပြည်သူပြည်သားတွေအားလုံးကတကယ်ဒီရဲ့ပညာရှိသူတော်ကောင်းရှိရတပည့်တို့အသိပညာတတ်ပညာတွေအတွေးခေါ်တွေ
ရတဲ့ဥစ္စာတွေရောအကုန်လုံးမရဘူးကုန်ဖြစ်ကုန်တယ်ဒါတွေကလည်းရှင်းပြောလို့ရှိရင်အာနာရှင်တွေကလည်းအဲ့ဒီပုံစံကိုဖြစ်စေချင်တာဗျအားကြောင့်မို့လို့လည်းတကယ်တိုင်းမျိုးစေနာမေတ္တာနဲ့ကြာကြာနာနာအုပ်ချုပ်တဲ့ဒီအမေစုတို့ခေါင်းဆောင်မျိုးကြတော့ဒီကောင်တွေကမလိုချင်ဘူးဗျအဲ့ဒီတဲမှာမလိုချင်တဲ့တဲမှာတို့ရဲ့ပြောမှဆိုရင်ဖုန်းကြီးနေလည်းပါတယ်ဗျအဲ့ဒီရွာဥရွာတိတ်မှနေတဲ့ဖုန်းကြီးနေရဲ့အတိညာလည်းပဲအတွေးခေါ်အဲ့ဒါတွေကိုတို့တွေကရှင်းပြောလို့ရှိရင်ပြန်ပြီးဝေဖန်သုံးသပ်မှာငါတို့တိုင်းပြည်ဘယ်လိုဖြစ်နေတာတော့ငါတို့ကဒီအာဏာရှင်ရဲ့လက်မှာငါတို့တိုင်းပြည်ဘယ်လိုနေခဲ့ရတော့ဟိုအရင်တော့ငါတို့တိုင်းပြည်ကဘယ်လိုအခြေအနေရှိတယ်ဘေးနိုင်ငံတွေဆက်တယ်ငါတို့တိုင်းပြည်ကငါတို့ပြည်သူတွေဘာတွေဖြစ်နေတယ်ဆိုတော့ဒါတွေသူတို့နားလည်ရမှာသိရမှာတိုင်းရင်းသားခေါင်းဆောင်တွေလည်းသိရမှာခုဒီအမေစုဆိုတာတော့ဒါအလုံးသိတဲ့အတိုင်းပဲသူတို့ရွာဆရာသမားတစ်ခါပြောဘူးတယ်ဗျအမေစုရဲ့ဆွလို့မို့အနစ်နာခံမှုဒါဆရာတော်အားလုံးလည်းမြင်တွေ့နေရပါဗျာဒီလိုဗုဒ္ဓဘုရားဖြစ်ပေါ်ဆွန်ကြီး၅ပါးအကုန်ဆွန့်ကြရတာဟိုဆွန်ကြီးက၅ပါးကိုအကုန်ဆွန့်ကြရတာခုအမေစုဆိုတာလည်းသူ့အသက်တွေလည်းဆွတ်သူ့ရဲ့ယောက်ျားတွေဆွတ်သားသမီးတွေဆွတ်အကုန်လုံးဆွန့်ပြီးဒါတွေကိုလုတ်ပေးရတာဆိုဘုရုတွေအတွက်တို့တိုင်းသူပြည်သားတွေရဲ့ဆင်းရဲဒုက္ခရောက်နေတဲ့အရာတွေကိုမမြင်နိုင်လို့မတွေ့နိုင်လို့တခက်ပညာရှိသူတို့ကောင်းစိတ်ဓာတ်နဲ့အရာရာဆွန့်လို့ပြီးတော့လုတ်ပေးနေတာအဲ့ဒါကိုဒီလိုကျေးဇူးရှင်ဆရာသမားဆွန့်ဝိုင်းပါဗျာတို့စားနေနေဒီဓမ္မကြီးတော်ဆန်းစုရဲ့ကြည်ရကွာငါအမျိုးသမီးမို့လို့တယ်အမျိုးသားဆိုငါတေချာပေါက်ပြောရတယ်ကွာဖះလောင်ဆိုပြီးတော့အဲ့လိုဒီကိုကျေးဇူးရှင်ဆရာသမားတွေပြောတာဗျာတကယ်ကြလဲဒီအမေစုရဲ့ကိုကျင့်သီလသိက္ခာအဲ့ဒါနေနဲ့ဒီကိုဖုန်းကြီးနေတယ်ဒီကိုရှင်းကြည့်တယ်ဗျာကူးဆိုရင်ပိုးဆိုတာပေါ့တကယ်အဲ့ဒီဖုန်းကြီးနေအဲ့ဒီဆရာတော်တွေအမေစုရဲ့ခြေပြလာကိုကျင့်သီလသိက္ခာနဲ့ရှင်မယ်ဆိုလို့ရှိရင်အမေစုခြေပြမမီဘူးဗျာပညာနဲ့ရှင်မလားတမာတိနဲ့ရှင်မလားသီလနဲ့ရှင်မလားကိုတို့ဟိုမှာပညာသိက္ခာတမာတိသိက္ခာသီလသိက္ခာဆိုတော့ဒီတော့3ရက်ရှိတာမဟုတ်လားဗျာအဲ့ဒီသိက္ခာ3ရက်နဲ့အကုန်လုံးကအမေစုနဲ့အဖုန်းနေနဲ့ရှင်းကြည့်ကြည့်တယ်ဗျာဒါပြီးတော့ပိုးပြောတာမဟုတ်လက်တွေကိုတို့မြင်နေရတာအားလုံးလည်းသိနေရတာပဲဒါတွေကိုဘုန်းကြီးတွေကနားလည်ရမှာဆရာတော်တွေကနားလည်ရမှာတိုင်းသားတွေနားလည်ရမှာပြည်သူတွေကလည်းနားလည်ရမှာဒီအမေစုအုပ်ချုပ်ခဲ့တဲ့9နှစ်မှာကိုပြည်သူကိုတိုင်းပြည်ဘလို့တွေဖြစ်လာတဲ့ဘလို့တွေတိုးတက်လာတဲ့ပြည်သူပြည်သားတွေဘာတွေဖြစ်လာတဲ့ဟိုတောတွေကစပြီးအကုန်လုံးတိုးတက်တာမီးမရဘူးတဲ့နေရာတွေမီးတွေရတယ်ဗျာလမ်းမကောင်းတဲ့နေရာတွေလမ်းတွေရတယ်မမြင်ဘူးတာတွေမြင်တွေ့နေရတယ်ဒါတွေအားလုံးဟိုနေနဲ့မြင်တွေ့နေကြပဲသူတို့ကိုယ်တိုင်မှာလည်းမျက်စိတွေရှိနေတာပဲနားတွေရှိနေတာပဲဗျာခုကခတ်နေတာအဲ့ဒီဖုန်းတွေအဲ့ဒီလူတွေပေါ့ဗျာဒီစစ်အာဏာရှင်ထောက်ကနေလူတွေအကုန်လုံးမျက်စိတွေပိတ်နားတွေအကုန်လုံးကန်းနေကြတာမှသူတို့အဲ့ဒါတွေသိရတော့မှာတကယ်ကြတော့ဗျာတို့ဒီခေါင်းဆောင်ကိုဒါဖမ်းခွင့်လည်းမရှိပါဘူးဗျာဘလုံးမှထောင်ချခွင့်လည်းမရှိဘဲနဲ့ဖမ်းနေတဲ့ဒီအာဏာရှင်လူယုံမာတွေကဒါတိုင်းပြည်ကိုရှင်းပြောရင်တိုင်းပြည်နဲ့ပြည်သူကိုတိုင်းပြည်ကိုမတိုးသက်စေဘူးပြည်သူကိုနင်းပြပဲဖြစ်စေနဲ့ကျွန်းပဲဖြစ်စေနဲ့စိတ်ဓာတ်တွေနဲ့လောက်ဒါရုပ်ခတာပဲဗျာအဲ့ကြောင့်အမေစုမဖမ်းနေမှနဲ့သူကဖမ်းပြီးတော့ထောင်ထဲမထည့်တင်မနဲ့ထည့်ကြရကြတော့ဒီအမေထောင်ထဲမှာအခုထောင်ထဲကလူတို့လည်းစိတ်မကောက်ဘူးဗျာတကယ်လဲရင်နာပါတယ်ဘာဖြစ်လို့ဆိုတော့သူရှိရတို့ရမယ်အသိဉာဏ်တွေအတွေးခေါ်တွေတကယ်ပြည်သူပြည်သားတွေရတင်တယ်အများကြီးနိုင်ငံတကာနဲ့အကုန်လုံးကရင်မောင်တန်းနိုင်ဖို့ဒီလိုခေါင်းဆောင်မျိုးရှိမှာဗျာအခုအားလုံးတက်ကြည့်လေဗျာဒီလိုမြန်မာနိုင်ငံမှာပေါက်ခဲ့တဲ့ခေါင်းဆောင်တွေများအများကြီးကဘာနဲ့ရင်မောင်တောင်းနိုင်တဲ့ရင်မောင်တန်းနိုင်တဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်များရှိလို့တော့အားလုံးကြည့်ကုလဟိုမှာမဟာလာဂျပုနိုင်ငံတကာလူရဝန်ကြီးတို့သွားတယ်ဘာမှမပြောတတ်မဆိုတတ်ဟိုမှာသွားတယ်လေဟိုမှာအိန္ဒိယသွားတယ်လေအိန္ဒိယလမ်းပြီးအဆင့်သာလောက်ရှိတယ်ရုရှားသွားတယ်ရုရှားတရုတ်သွားတယ်တရုတ်အကုန်လုံးဒါသူ့ကိုသူ့ရဲ့သူ့အဆင့်နဲ့သူသိရတော့မှာဒါလည်းသူ့ဆင့်နဲ့သူမသိဘူးဗျာအဲ့ဒီမသိတဲ့တဲမှာဒီလိုဖုန်းနေပိုးဆိုးတယ်ဗျာဒီကတော့ဒီလိုတိုင်းပြည်တစ်ခုမှာအောက်ချုပ်မှဆိုလို့ရှိရင်ဒီလိုဟိုကဆရာဥရှိအောင်တဲမှာဖတ်ဖို့ရရှိပါတယ်ပုံကို၄ယောက်ဆိုတာတော်လဲကောင်းတဲ့ပုံကိုဖြစ်ရမယ်တဲ့နောက်ပြီးတော်သာတော်ရင်မကောင်းတဲ့ပုံကိုနောက်ကောင်းတာကောင်းရင်မတော်တဲ့ပုံကိုတော်လဲမတော်ကောင်းလဲမကောင်းတဲ့ပုံကိုအဲ့ဒီ၄ယောက်ထဲမှာဒီလိုအမေစုကတော်လဲတော်ကောင်းတဲ့ပုံကိုဆိုတာပြောမစင်တော်ဆိုတာတော့ဒီလိုပညာရှိတာပေါ့ဗျာကောင်းဆိုတာတကယ်ကိုကြည့်သီလသိက္ခာနဲ့ပြည့်စုံတဲ့ပုံကိုအဲ့ဒီထဲမှာအမေစုကနံပါတ်1ပုံကိုအောက်ကအာနာရှင်တွေကြတော့ကြည့်ဗျာဟိုအောက်စုအောင်ပုံကိုတော်လဲမတော်ကောင်းလဲမကောင်းပညာလက်တတ်တယ်မတတ်ဘူးကိုကြည့်သီလသိက္ခာလည်းရှိတယ်ဆိုမရှိဘူးအဲ့လိုပုံကိုမျိုးတွေကဒီလိုတိုင်းပြည်မှာလာပြီးတော့ခေါင်းဆောင်လုပ်ပြီးအုပ်ချုပ်နေတော့ဒီလိုတိုင်းပြည်တွက်ကြည့်ပေါ့ဗျာအစစရဒီလိုပြည်သူတွေကဘဝတွက်ကြည့်အဲ့ဒါဖုန်းတွေကနားလည်ရမှာသိရမှာအဲ့ဒီဖုန်းတွေဘဝတွက်ကြည့်ဖြစ်မြန်မာပြည်ထဲမှာနေတဲ့ဖုန်းတွေပဲတမန်နိုင်ငံတွေရဲ့တလိษံအစစ်လောက်ကိုမရှိတာအားတွေကိုအားလုံးသိရမှာ
ခုလိုဒီလိုပညာရှိခေါင်းဆောင်မျိုးဒီလိုဝိုင်းဝန်းပြီးတော့အကုန်လုံးကြိုးပမ်းပြမှာအပြည့်တွေကအကုန်လုံးကအတန်တွေထွက်ပြရတော့မှာဗျာဒါထောင်တဲ့နဲ့တဲမှာနေတဲ့ပုံကမဟုတ်ဘူးဗျာထောင်ထဲမှာလည်းနေခွင့်တဲ့ပုံကမဟုတ်တယ်ဖမ်းခွင့်လည်းမရှိပဲဒါရိုးရိုးမှနဲ့ဖမ်းထားတယ်ဖမ်းပြီးထောင်ကြတယ်အားကြောင့်အားလုံးအတန်တွေထွက်ပြရမှာခုတပည့်တော်တို့ကဒီအမေစုကိုတပည့်တော်တို့ပြန်ပြီးတော့မြင်နေတယ်ဗျာဘာဖြစ်လို့ဆိုတော့ဒီလိုဒီတိုင်းပြည်ကဒီအမေစုတို့ခေါင်းဆောင်မျိုးနဲ့အကုန်အုပ်ချုပ်မှာဒီလိုတိုင်းပြည်ငကိုတန်းပြန်ဖြစ်မှာဗျာငကိုတန်းပြန်ပြီးတော့ရမှာဒီပုံစံတိုင်းဆိုလို့ရှိရင်သိချပါတယ်ဗျာဒီလိုကိုကဒီအနာမရှိတဲ့အေဂျင့်နဲ့ကိုလည်းဒါအားလုံးသိနေတဲ့အတိုင်းပါပဲခုပုံစံဆက်သွားရင်လည်းသိချတယ်တရုတ်ကပြည်နယ်ခွဲအဆင့်တရုတ်ကလက်အောက်တရုတ်ကကျွန်းဒီလိုစစ်ကျွန်းနေမဟုတ်ဘူးတရုတ်ကျွန်းမှာဖြစ်မှာဗျာအဓိကတော့တရုတ်ကြီးဆိုတာတော့ဒီအာနာရှင်ဆိုတဲ့ကောင်တွေဘာအသိနဲ့ဘာတွေခေါ်ဘာအသိလည်းဘယ်မှမရှိတဲ့ကောင်တွေလေအဲ့ကြောင့်မလို့ဒီကောင်တွေကလှုပ်ချင်တယ်လို့ပြောချင်တယ်လို့ပြောအကောင်တော့သူတို့စေခိုင်းချင်လို့စေခိုင်းတယ်ဒါတည်းဒီအာနာရှင်တွေလည်းသူတို့အာနာတစ်ခုလောက်သူတို့ရဲ့ယာတုတစ်ခုလောက်သူတို့ရဲ့အကျိုးစီးပွားတစ်ခုလောက်ပဲသိတာအဲ့ကြောင့်မလို့တို့ဒီခုအမေစုအားလုံးတိုင်းသားတွေလည်းဝိုင်းပြီးတော့အပြင်ထုတ်ပေးရမှာအတန်ထွက်ပေးရမှာအကုန်လုံးတိုင်းသားတွေလည်းထွက်ဦးဇင်းတို့တပည့်တို့တနိုင်ငံလုံးနဲ့ထွက်နိုင်ငံတကာရောက်နေတဲ့ပုံကိုလည်းထွက်ကူလည်းအားလုံးလည်းထွက်နေကြပါတယ်ဗျာဒါနဲ့80ပိုးပြီးတော့ထွက်ပေးအောင်မှာဘာဖြစ်လို့ဆိုတော့တို့ဒီခေါင်းဆောင်ကတို့ပြန်ထွက်မှဒီခေါင်းဆောင်ရှိမှရမှာတချို့တွေကလည်းပြောကြပါတယ်ဗျာနိုင်ငံရေးကငါတို့နဲ့မဆိုင်ဘူးဆိုတော့မျိုးလုံးနဲ့မှိတ်နားတွေကန်းတို့နေကြတယ်တကယ်အဲ့ဒီဥစ္စာတွေပြန်ကြည့်ပြတို့တွေကရှင်းပြောရင်အမှန်တရားကိုတို့တွေကအမှန်တရားကိုလက်မခံနိုင်ဘူးအမှန်တရားကိုမကြည့်တာအမှန်တရားရှိလာတော့တို့ကမသိမမြင်အောင်စောင်းနေကြတယ်အဲ့ဒီပုံကိုယ်တွေကငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ပုံကိုယ်တွေကိုကြည့်တယ်ဗျာတကယ်အဲ့ဒီမတရားမှုတွေကတို့အိမ်ထဲကိုရောက်နေတယ်မဟုတ်ဘူးတို့ချောင်းလဲတော့ဝင်နေတာဒါတွေနဲ့အခုချိန်ကြီးကိုနိုင်ငံကငါနဲ့မဆိုင်ဘူးနိုင်ငံရဲ့မဆိုင်အဲ့ဒီလူတွေကရှင်းပြောနေဒါတို့ကတကူကောင်းဆန်တယ်ဗျအဲ့ဒီမဆိုင်မှုတွေကကိုယ်တိုင်လည်းပြည့်စည်တို့နိုင်ငံကိုလည်းပြည့်စည်တယ်ကိုယ့်ရဲ့မျိုးဆက်တီကိုလည်းအဖိနှိတ်တွေနဲ့အကုန်လုံးရှင်းတန်းလှုပ်ရှားစီခဲ့တာဒါတွေကိုသူတို့တွေကသိရမှာတကယ်ကြတော့နိုင်ငံရေးဆိုတာအားလုံးသိတဲ့အတိုင်းပါပဲဗျာပြီးတော့ဒီနိုင်ငံထဲမှာမွေးမဲ့လူပဲပြေးပဲရုပ်စာစိုးများဟိုခွတ်လိုက်ဆန်ဆပြီးတော့အကုန်လုံးဆိုင်တာပဲလေဗျာဘယ်မဆိုင်ဘူးဆိုတော့မှမရှိတော့ဒါဟုတ်တချို့ကပြောတယ်တချို့ဖုန်းရတယ်နိုင်ငံရေးငါတို့မဆိုင်ဘူးဆိုပြီးအဲ့ဒီမဆိုင်ဘူးဆိုတဲ့ဒီဖိုးကြီးနေရဲ့အသိဉာဏ် level အတွေ့ခေါ်တွေစဉ်းစားကြည့်ပါဗျာသူတို့အဲ့လိုမျိုးဆိုရင်ဒါလူရဲ့အသိစိတ်နဲ့လူရဲ့အတွေ့ခေါ်လူရဲ့မှန်ကန်စဉ်းစားနေအတွေ့ခေါ်တွေသူတို့ကမရှိကြတယ်ညံ့ပြင်းခဲ့တာပဲဖြစ်တကယ်ကြတော့ဒါအားလုံးနဲ့ဆိုင်နေတာပဲအဲ့ကြောင့်ကိုဒီအမေစုရဲ့ဒီ82နှစ်မြောက်မွေးနေ့မှာအားလုံးအပြင်အတန်ထွက်ပြီးရေးကြည့်ပါတယ်ဗျာဘာဖြစ်လို့ဆိုတော့ဒီလိုခေါင်းဆောင်မျိုးကနှစ်တရာမှာတယောက်ပေါ်ဖို့ကမလွယ်တဲ့ခေါင်းဆောင်မျိုးဗျာကဘာနဲ့ရင်ပေါတောင်းနိုင်တဲ့ခေါင်းဆောင်ဘယ်ခေါင်းဆောင်နဲ့လဲကြိုက်တဲ့ခေါင်းဆောင်လာတယ်ဒီလိုလက်မထောင်နိုင်တဲ့ခေါင်းဆောင်အကုန်လုံးဒီလိုခေါင်းဆောင်မျိုးရှင်ဒီအာဆီယံ10နိုင်ငံမှာပြောပါနဲ့ဗျာကဘာလဲကြိုက်တဲ့နိုင်ငံသွားလို့ရတယ်ဒီလိုဗမာလူမျိုးတွေမြန်မာနိုင်ငံသားတွေဆိုခေါင်းမရင်ကိုနေကိုလို့ရတယ်ခုဒီခုအသိဉာဏ်မရှိတဲ့ခေါင်းဆောင်အသိပူးတဲ့ခေါင်းဆောင်ကြတော့မြန်မာနိုင်ငံကဆိုတော့ကျွန်တော်ပြောတယ်အကုန်လုံးအိမ်ကြီးနိုင်ငံနဲ့အကုန်လုံးဖိနေတယ်ဒါအားလုံးမြင်တွေ့နေရတာပဲဒါဖုန်းနေနဲ့မြင်တွေ့နေရတာပဲဗျာအဲ့ဒါအားလုံးနားလည်ပြီးခုအမေစုရဲ့82နှစ်မြောက်မွေးနေ့မှာအမေစုလည်းကိုကျမ်းမှာစိတ်ချမ်းသာနဲ့အသက်ရှင်နေပါသေးဒီအာနာရှင်လည်းအောက်မှာအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒါတပြီးတော့ပြောရင်းနဲ့ဒီလောက်နဲ့ပဲတွေ့ရပြောကြတဲ့ကိုဒီကိုချုပ်ပါတယ်ဗျာ မှန်ပါဗျာမတ်တရားစကားမင်ကြပေးသွားတယ်ရှိပါရောမော်ဘီဆရာတော်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာပြီးတော့ဆက်လက်ပြီးတော့ဆရာတော်ဥစ္စာတော်ဘာသာနိုင်ခြင်းကိုလည်းပဲဖိတ်ခေါ်ကြပါတယ်ဗျာဆရာတော်အနေနဲ့လည်းပဲဓမ္မတော်ဆန်းစုကြည်ရဲ့82နှစ်မြောက်မွေးနေ့မှတ်တရစကားမင်ကြပေးဖို့ဒီတော့ရိုသေဆက်လျောက်ထားပါတယ်ဗျာ ဓမ္မကြီးဒေါ်ဆန်းစုကြည်ရဲ့82နှစ်ပေါ့နော်ဒီနေ့82နှစ်သူ့ရဲ့မွေးနေ့သူမွေးတဲ့အချိန်ကစပြီးတော့ယနေ့သူအသက်ရှင်နေတဲ့အချိန်ထိပေါ့သူ့ရဲ့လူတစ်ယောက်ရဲ့သူ့ရဲ့ဖြတ်သန်းတဲ့ဘဝမှာသူ့ရဲ့လှုပ်ဆောင်ချက်ဆိုတာရှိတယ်ပေါ့နော်သူ့ရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်လိုက်တဲ့အခါကျတော့သူပညာသင်တဲ့အချိန်ကပညာသင်တဲ့ကျင်ဟာရှာတဲ့အချိန်ကကျင်ဟာရှာတယ်နောက်သူကုလသမဂ္ဂမှာအမှုတော်တွေထမ်းတယ်အဲ့ရနေပြီးတော့ဗမာပြည်ပြန်လာပြီးတော့နိုင်ငံရေးလောကထဲကိုဝင်လာတယ်ပေါ့နိုင်ငံရေးလောကထဲဝင်လာတဲ့အခါကျတော့လေဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့မိကွန်းနေပေါ့နော်ဒေါ်ဆန်းစုကြည်ပြောတဲ့မိကွန်းပေါင်းချုပ်ကိုကြည့်လိုက်တယ်သူ့ရဲ့လှုပ်ဆောင်ချက်တွေကြည့်တယ်သူ့ရဲ့အပြုအမူအပြောအဆိုတွေကြည့်လိုက်တဲ့အခါကျတော့သူဟာတကယ်ပဲပြည်သူတွေအတွက်အများအကျိုးအတွက်သူ့အကျိုးအတွက်ကောင်းအောင်သူလုပ်ခဲ့တယ်မကောင်းတဲ့ဟာတွေကိုသူ
သူမလုပ်ခဲ့ဘူးမပြောခဲ့ဘူးမဆိုခဲ့ဘူးဒါတွေကိုကြည့်ခြင်းအဖြစ်သူ့ရဲ့မွေးနေ့သူအသက်ရှင်တာကတကယ်ပဲဘယ်လိုခေါ်မလဲဆိုတော့မှန်မှန်ကန်ကန်နဲ့အသက်ရှင်ပြီးတော့သူရှောက်လန်းတဲ့ယနေ့82နှစ်ချိန်ထိကိုသူကောင်းတာတွေပဲလုပ်တာဘူးလုပ်တယ်ကောင်းတာတွေပြောတယ်ကောင်းတာတွေကိုကြံစီပေးတယ်အကြံဉာဏ်တွေပေးတယ်ဒီဥစ္စာကတော့ဒေါ်စန်းစုကြည်ရဲ့ကောင်းတဲ့လုံဆောင်ချက်တွေဖြစ်တယ်တချို့ကြတော့လေအသက်တော်ရှင်နေတယ်ဒါပေမဲ့သူများသားသမီးကိုမရင်းချင်းမိရှုလူသက်ဒါတွေလုပ်နေတဲ့လူနဲ့ဆိုင်တော့အသက်ရှင်ရတာရှင်သန်ခွင့်ရှိတယ်ရှင်သန်ခွင့်ကောင်းတယ်လို့ပြောလို့ရတယ်နော်နောက်ပြီးတော့ဒေါ်အောင်ဆန်းစုကြည်အခု82နှစ်မှာသူထောင်ထဲမှာနေခဲ့ရတယ်ထောင်ထဲမှာနေတဲ့အချိန်ကြတော့လေပဲထောင်ထဲမှာနေတဲ့အခါမှာသူ့ဘယ်သူနဲ့မှပေးမတွေ့ဘူးဘယ်သူနဲ့မှလည်းကျမ်းမာရေးနဲ့လည်းကျမ်းမာရေးရဆိုတော့ကောင်းဘာမှဆော့ရှောက်မှုမပေးဘူးဆော့ရှောက်မှုမပေးတဲ့ဥစ္စာကလူတယောက်ဖြစ်လာလို့ရှိရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်အချင်းသားပဲဖြစ်ဖြစ်ဘယ်သူပဲဖြစ်ဖြစ်အချင်းသားဆိုရင်လည်းအချင်းသားရပိုင်ခွင့်ရှိတယ်ဒီတို့အချင်းသားရပိုင်ခွင့်လို့တော့မှကန့်သတ်ထားတယ်ပိတ်ပင်ထားတယ်ဆိုတော့ဒါကလူအခွင့်အရေးကိုချိုးဖောက်တာမဟုတ်ဘူးလူအခွင့်အရေးကျိုးပေါက်နေတဲ့နိုင်ငံဖြစ်နေတယ်ဆိုတာကိုလည်းဒါတစ်ချက်တော့တွေ့ရတယ်နောက်ပြီးတော့ဒေါ်ဆန်းစုကြည်အသက်ရှင်သလားသေသလားဆိုတာလည်းဘယ်သူမှမပြောနိုင်ဘူးဒါပေမဲ့ဒေါ်ဆန်းစုကြည်ရဲ့အသက်ကတကယ်ကံပြောရင်တရုတ်တော်လည်းကောင်းအိန္ဒိယထိုင်းဒီသုံးနိုင်ငံမှာအားလည်းပြောဒေါ်ဆန်းစုကြည်ရဲ့အသက်ကတာဝန်ရှိတယ်ဒီသုံးနိုင်ငံမှာတာဝန်ရှိတယ်လို့ဦးဇင်းကတော့ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့29ကိစ္စပြီးတော့လာရှိုးကြသွားတယ်လာရှိုးကြသွားတဲ့ဥစ္စာကိုလာရှိုးကိုကြံရဖို့ရေးကိုဘယ်သူကတောင်းပေးလဲတရုတ်ကတောင်းပေးတယ်တရုတ်ကတောင်းပေးလို့လာရှိုးပြန်ရတယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်ရဲ့လွတ်တာကောအသက်ရှင်ပိုင်ခွင့်ရောဘယ်သူမှတောင်းဝင်ရှိလဲဆိုရင်တရုတ်အိန္ဒိယထိုင်းတို့မှတောင်းဝင်ရှိတယ်လို့ဦးဇင်းကတော့ဒီလိုယုံကြည်တယ်အဲကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်အသက်ရှင်ရေးမရှင်ရေးလွတ်မြောက်ရေးမလွတ်မြောက်ရေးဟာတရုတ်မှတောင်းဝင်ရှိတယ်ဆိုတာကိုဦးဇင်းပြောရင်းနဲ့ဒီကုန်းချုပ်ပါတယ် အမဗျာအခုလိုမိကြပေးတဲ့ဆရာတော်သနောဘာဒနိုင်ကျင်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာတပည့်တော်ဆက်လက်ပြီးတော့မှဆရာတော်မင်းတော်ညာဗောဓတက္ကသိုလ်ကိုပင့်ဖိတ်ချင်ပါတယ်ဗျာဆရာတော်အနေနဲ့လည်းပဲဓမ္မတော်သတ္တကြီးရဲ့82နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အမတ်တရစကားမိကြပေးဖို့ဒီလိုရိုသေစာလျော်ထားပါတယ်ဗျာ မမဗျာကျေးဇူးအများကြီးတင်ပါတယ်ဗျာဒီမှာလည်းအားလုံးပြည့်ပြည့်စုံစုံနဲ့ပြောကြပေးတော့ကြတဲ့ဆရာတော်တန်ဃာတော်များအားလုံးကိုလည်းကျေးဇူးထူးတင်ပါတယ်။တော်မကြီးတော်အောင်ဆန်းစုကြည်82နှစ်ပြည့်မွေးနေ့ဦးဇင်းတို့အားလုံးစုပေါင်းပြီးတော့ပြောဆိုကြတဲ့တောင်းဆိုကြတဲ့ဂုဏ်ပြုကြတဲ့စကားဝိုင်းလေးဖြစ်ပါတယ်။ပထမဦးစွာပြောကျင်တာကတော့လုံးဝဖမ်းခွင့်မရှိဘဲနဲ့မတရားဖမ်းဆီးခံထားရတဲ့ဒါအကမကြီးဒေါအောင်ဆန်းစုကြည်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုချင်းချက်မရှိအမြန်ဆုံးလွှတ်ပေးဖို့ဦးဇင်းတို့အနေနဲ့တောင်းဆိုအပ်ပါတယ်ဒါကမကြီးဒေါအောင်ဆန်းစုကြည်ဦးဇင်းတို့တိုင်းပြည်လုံးပေါ်မှာယေရှုရှိတယ်ဒါဦးဇင်းတို့ဘလို့မှညင်းမြင်ရတဲ့အမှန်တရားပါဦးဇင်းတို့ကိုယ်တိုင်ဗမိတ်တော်ဆန်းစုကြည်ရဲ့မိန့်ခွန်းတွေကိုနားထောင်ရတယ်ဗမိတ်တော်ဆန်းစုကြည်ရဲ့ရေးသားထားတဲ့စာအုပ်တွေစာပေတွေဖတ်ရှုရတယ်လောကမာယာကဂောနိနာဂောနုတမနိနာတမနောတဲ့ဓာတုရင်ပေါင်းကြရတဲ့သဘာဝရှိပါတယ်ဓာတ်တွေဟိဆိုတာကူးဆက်တဲ့သဘာဝရှိပါတယ်သူတော်ကောင်းတွေရဲ့စိတ်ထားသူတော်ကောင်းတွေရဲ့နှလုံးသားပညာရှိသူတော်ကောင်းတွေရဲ့စိတ်ဓာတ်ကလည်းကူးဆက်တယ်လို့လူယုံမာတွေရဲ့မကောင်းတဲ့စိတ်ထားညင်ဖြင်း
အောက်တန်းကြတဲ့စိတ်ထားတွေကလည်းကူးဆက်ပါတယ်ဒကမာကြီးတော်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းတွေဒကမာကြီးတော်အောင်ဆန်းစုကြည်ပြောဆိုနေတဲ့တကယ်တန်ဖိုးဖြတ်မရတဲ့ဟောဝါဒစကားတွေဒါတွေဟာဦးဇင်းတို့အတွက်အလင်းတန်းနေပါပဲယနေ့တော်လန်တိုက်ပွဲဝင်နေကြတဲ့ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားအားလုံးအောင်ဆန်းစုကြည်ပေးတဲ့အလင်းတန်းတွေဟာကိုစီကိုငှအားလုံးစီမှာရှိနေကြပါတယ်။မိုက်တော်ဆန်းစုကြည်ခင်မွန်းတဲ့ကွမိသားစုကိုစွန့်လွတ်တကယ်တမ်းရေးဆိုရင်သူ့ရဲ့အရေးချင်းသူ့ရဲ့ပညာနဲ့နိုင်ငံခြားမှာနေပြီးတော့မိသားစုနဲ့အေးချမ်းချမ်းနေလေဦးဇင်းတို့ကဘာမှရုပ်စုပိုင်ဝင်မရှိပါဘူး။အားလုံးလည်းမြင်ကြတဲ့အတိုင်းပဲဘိုးကျောင်းဆန်းတဲ့မိခင်တော်ခင်ကြီးတို့ကမွေးတာချင်းတူကြပေမဲ့အကိုဖြစ်တဲ့အောင်ဆန်းဦးဟာတိုင်းပြည်အတွက်ဘာမှသုံးစာမရတဲ့အပြင်တကယ်တိုင်းပြည်ကိုအားလုံးအရာရာဆွန့်လွတ်ပြီးတော့ကြိုးစားနေတဲ့ကိုယ့်ရဲ့ညီမရင်းကိုတော့တိုက်ခိုက်နေကြတာအားလုံးမြင်ရတဲ့အတိုင်းပါပဲဒါကြောင့်ဦးဇင်းတို့ပြောချင်တာအရကဘိုးကျောင်းအောင်ဆန်းသမီးဖြစ်လို့ဘိုးကျောင်းအောင်ဆန်းသားဖြစ်လို့ဒါလုံးနေခြင်းမဟုတ်ပါဘူးဒါတော့ဦးဇင်းတို့ခမကြီးတော်အောင်ဆန်းစုကြည်ကိုဦးဇင်းတို့တိုင်းပြည်လုံးရဲ့နှလုံးသားထဲမှာဦးဇင်းတို့ပြည်တွင်းပြည်ပနော်ကိုယ်နိုင်ငံသားတွေမကတကဘာလုံးကချစ်ခင်မြတ်နိုးတန်ဖိုးထားနေကြတယ်ဟေ့ဆိုတာဒီလိုစွန့်လွတ်မှုဒီလိုအနစ်နာခံမှုတကယ်သူတော်ကောင်းစိတ်တွေနှလုံးသားထဲမှာကူးစက်ခွင့်နေပေးနေတဲ့အတွက်ကြောင့်နိုင်ငံတကာလည်းပဲဒါအလုံးမြင်ရတဲ့အတိုင်းပဲကမာကြီးတောင်ဆက်စုကြည်ကိုနော်စုရစိတ်တွေအတီးတီးပေးဆက်ကြတယ်ပေးကြတယ်နိုဘယ်ငြိမ်းချမ်းရေးဆုအပါဝင်ပေါ့တကယ်ဒီနိုဘယ်ငြိမ်းချမ်းရေးဆုလည်းအလုံးပဲသိကြတဲ့အတိုင်းပဲသူရတဲ့အဆုကိုဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေနော်ကျောင်းတွေတက်နိုင်ဖို့အတွက်မြန်မာနိုင်ငံရဲ့အနာဂတ်မျိုးဆက်တွေအတွက်ပညာရေးရင်းနှီးမြှုပ်နှံပေးခဲ့တာလေအလုံးအသိပါပဲအဲ့တော့ဒကမာကြီးတောင်ဆန်းစုကြည်ရဲ့ပေးတဲ့အလင်းတန်းတွေကိုဖယ်လိုက်ရင်ဦးဇင်းတို့လည်းပဲဒီလိုမျိုးလှုပ်လာနိုင်မှာမဟုတ်ပါဘူးအင်မတန်မှဆိုးဝါးရုပ်မှလွန်းတဲ့စစ်အာဏာရှင်1962ခုနှစ်တည်းကိုကဦးဇင်းတို့ပြည်သူတွေအသက်ချောင်းတော်လက်ထဲမှာမရှိတဲ့ငြိမ်းချမ်းစွာဆန္ဒပြကြတဲ့ရဟန်းရှင်လူကြောင့်သားပြည်သူတွေကိုဒီစစ်အာဏာရှင်တွေကခေတ်ဆက်ဆက်ပြစ်တက်ခဲ့ကြတယ်ဖမ်းဆီးခဲ့ကြတယ်ထောင်ချခဲ့ကြတယ်နှိပ်စက်ခဲ့ကြတယ်ဒါကိုဒကမာကြီးတောင်ဆန်းစုကြည်ကမကြောက်မရွံ့နဲ့မကြောက်တရားတွေအမြဲတမ်းဟောပြောခဲ့တယ်ဒါအေယာဝတီတိုင်းဘက်မှာရေးဆိုရင်မြင်တဲ့အတိုင်းပဲနော်ပြင်းမိန်ပေးနေတာကိုနောက်မဆုတ်ဘဲနဲ့ရဲရင်ရင်ကော့ပြီးတော့ရှေ့ကိုခြိတက်သွားတာဒါဦးဇင်းတို့တိုင်းပြည်လုံးကိုမကြောက်တရားနှလုံးသားတွေကိုတယောက်ချင်းစီကိုထည့်ပေးလိုက်တာပါယနေ့ຫນွေဦးဒေါ်လာရေးဒေါ်လာနေနိုင်တယ်ဒီလောက်အင်မတန်ရက်ဆက်ရုံမာတဲ့နေ့စဉ်နဲ့မြလေရင်နဲ့ပုံကျဲဖန်စီကျိုးစင်တင်ဗဇက်တဲ့အစစ်လောင်းမိမျိုးစုံနဲ့အကြောက်တရားရိုက်သွင်းနေတဲ့စစ်အာဏာရှင်ကိုဒူးမထောက်ဘူးလက်မမြောက်ဘူးရှုံးမပေးဘူးငါတို့ကိုမင်းတို့ဘလို့ပဲရက်ဆက်ငါတို့ရှုံးပေးဘူးငါတို့နိုင်ကိုနိုင်ရမယ်ဟေ့ဆိုတဲ့မကြောက်တရားဟာကမကြီးတော်ဆန်းစုကြည်ပေးနေတဲ့နိုင်ငံရေးအလင်းတန်းမကြောက်တရားတွေပါပဲဒါကြောင့်လို့ကမကြီးတော်ဆန်းစုကြည်ရဲ့ဦးဇင်းတို့ပြည်သူအပေါ်မှာဦးဇင်းနဲ့တကွပြည်သူအလုံးပေါ်မှာတင်ရှိနေတဲ့ယေရှုတရားတွေဟာဦးဇင်းဒီနေ့ထိုင်ပြောရင်ဒီနေ့တနေ့ကုန်ပြောလို့လည်းကုန်မှာမဟုတ်ပါဘူးမနေ့ပြန်ဆက်ပြောနေရင်လည်းကုန်မှာမဟုတ်ပါဘူးတက်ပြီးရေးနေရင်လည်းကုန်မှာမဟုတ်ပါဘာလို့လဲဆိုတော့ဒကမာကြီးတော်ဆန်းစုကြည်ယေရှုကိုသိကြတဲ့လူတိုင်းရေးနေကြတာကုန်မှမကုန်လားဒါတွေအမှန်တရားတွေပါဒီရှိနေတဲ့ယေရှုတရားတွေကိုမနာလိုအိတ်တာမစ္စရိယဖြစ်နေတာကတော့မင်းအောင်နိုင်တို့အုပ်စုပါပဲအင်မတန်မှရက်ဆက်ရုပ်မှာအောက်တန်းကြတဲ့အုပ်စုပါပဲယောက်ျားဖြစ်တာမွေးဖွားလာပေမဲ့တကယ်တမ်းကျတော့သူတို့ရဲ့စိတ်ထားဟာယောက်ျားမဆိုထားနဲ့မိန်းမမဆိုထားနဲ့တလိษံထက်အောက်တန်းကြတဲ့စိတ်ထားပါလူတယောက်ကိုထောင်ချကြိုးတုပ်ပြီးတော့မှငါတို့ရှင်ပြိုင်မယ်ဟေ့ဆိုတဲ့အတိတရားဟာအင်ပဒမဉာဏ်ဖြင်းရုပ်မှလွန်းတဲ့အတိတရားပါ
လောကကြီးမှာတတ္တိရှိရှိသူလည်းရှင်ပြိုင်ကိုလည်းရှင်ပြိုင်ဒီလိုသွားကြရတဲ့ကိစ္စမှာဘာမှဖန်ခွင့်မရှိဘာမှအပြစ်မရှိတဲ့ကမိုက်တော်အောင်ဆန်းစုကြည်နော်82နှစ်အရွယ်မိခင်ကြီးဒါကိုနော်ဖန်ဆီးထားတာယနေ့ဦးဇင်းတို့အသက်ရှင်နေသေးတာလားရှိနေသေးလားမရှိလားဦးဇင်းတို့မသိရဒါအရင်ဖြစ်တဲ့လူကအချင်းချင်းတောင်းဆိုတယ်တွေးဝင်မပေးဘူးဒီထက်ယုံမာတာရှိအောင်မလားနေတော့ဦးဇင်းတို့ရဲ့တိုင်းပြည်မှာဘုန်းကြီး9သိန်းကျော်ရှိတယ်သီလရှင်6000ကျော်ရှိတယ်တခြားဘာသာရေးကောင်းဆောင်တွေရှိကြတယ်ဦးဇင်းမေးချင်တာကဦးဇင်းတို့ဘုန်းကြီးတွေသီလရှင်တွေဘာသာရေးကောင်းဆောင်ဘာအတွက်အသက်ရှင်နေကြတာလဲမိမိတို့ဟာဓမ္မရှင်တန်မှုကိုကျင့်သိက္ခာတွေမြင်မာဖို့မိမိတို့ရဲ့နိုင်ငံကြီးငြိမ်းချမ်းဖို့ဆိုတာမဟုတ်ဘူးဆိုရင်ရှင်များတို့ဝတ်ထားတဲ့သင်္ကန်းတွေအဝတ်တွေဘာသာရေးကောင်းဆောင်ဆိုတဲ့အဝတ်တွေဟာလှုပ်ရှားဖို့တတ်တဲ့အကျဉ်းအဖန်ဝတ်စုံပါပဲငါးတော်ကိုတွားပတ်ပေးထားရင်ကြက်တည်ရှိပါသေးတယ်သူမလိန်စားတတ်ပါဘူးသူတာဝန်သူယူပါတယ်ခုရှင်များတို့ဟာတာဝန်အင်မတန်ပြက်ကွက်လွန်အားကြီးနေပါတယ်ပါဇက်ဖျားရအတေဝနာသဘာလနံပန္တိတာနိသတေဝနာပူဇာသပူဇာနိယနံဧတံမင်္ဂလာမုဒ္ဓမံတို့ပါဇက်ကအမြုပ်ထွက်အောင်ရွတ်နေပေမဲ့လက်တွေ့အကျင့်တရားမပါကြဘူးရှင်များတို့လူစိုးလူယုံမှာတိုင်းဖြက်ပြီးဖြက်ပုံကိုယ်တွေနဲ့မပေါင်းနဲ့လို့ပါဇက်ကပြောပေမဲ့အရှင်ဖျားတို့ကဝတ်ဒီခွေးတွေစားတဲ့မစင်မိစ္ဆာစီဝါမျိုးမตายာတဲ့နာကိုမြင်ရရှက်ရစားတောက်နေကြတယ်ပေါင်းသိနေကြတယ်ရှင်များတို့ရဲ့ဓမ္မအလင်းမဆောင်လို့ကိုချင်းသိက္ခာမမြင်မာလို့လူတွေကဘာကိုအားကြလို့အားကြမှမသိဘူးဖြစ်လာတယ်ရှေ့ရမှာကိုရှေ့ရကောင်မှမသိတဲ့လူအဖွဲ့အစည်းဖြစ်လာတယ်ရှင်များတို့နှစ်ခုပေါ်လက်တင်စဉ်းစားပါဗန္တိတာနိသဒေဝနာလို့ပြောပြီးတော့ပညာရှိသူတော်ကောင်းတွေကိုခေတ်ဆက်ဆက်ညင်ပန်းနှိမ့်ဆက်ထောင်ချနေတာမြင်တွေ့ပါလျက်နဲ့ကိုနဲ့မဆိုင်တယ်လို့လက်ပိုက်ကြည့်နေကြတယ်ကိုကြောင်းတိုက်ကြီးပွားရေးကိုနေရအဝင်းဝိုင်းလေးကြီးပွားရေးကားလေးရရေးကားအကောင်စားစီးရရေးတရားကွန်လေးနဲ့ဇင်ခံရရေးရှင်များတို့နာမည်ကြီးဘုန်းကြီးတွေအားလုံးမေမျိုးလိုနေရာမျိုးကြီးမှာဇင်ခံမှုကြောင်းတွေအတီးတီးသွားစောက်ကြတာဒီတကူရေးဆိုရင်နေရာဒီစံကြောင်းတော်ရေးဆိုသူများမြေခွက်တွေကိုစစ်တပ်နဲ့ပေါင်းသိမ့်ပြီးတော့စိန်သွားခံရတယ်ရှင်များတို့ရှက်ကြစမ်းပါရှက်ကြစမ်းပါပညာရှိသူတော်ကောင်းတွေမတရားနှိမ့်ဆက်ထောင်ချခံနေရတာကိုပါဇက်ကနေဒါဟာမသိလျော်ဘူးကွာလို့တလုံးပြောရကောင်းမှမသိနေကြတာဟာအင်မတန်မှမှားယွင်းမှုပါပဲယေရှုရှိတဲ့လူကိုယေရှုထုတ်ဖော်ရမယ်ဆိုတာဗုဒ္ဓသင်ပေးခဲ့တဲ့တကယ်အမှန်တရားပါရှင်ပြမအားလုံးသိကြတဲ့ယနေ့ညတိစရုထကမ္မဝါစာနဲ့ပရမဦးဆုံးသောယံဖြစ်လာတဲ့အာရိကံမိကပုံနာရောဓပုံနာဟာဒါရဏဘောင်ဝိဖို့ယံဝိဖို့လာတဲ့အခါမှာမြတ်စွာဘုရားကဒီပုံနာရဲ့ကျေးဇူးဘုရားမရှိဘူးလေလို့တန်ခါအားလုံးကိုမေးတဲ့အခါမှာရှင်သာရိပုတ္တရာကပြီးတော့သူတို့စီကအဲ့ဒီပုံနာစီကစွန်းတစွန်းရဘူးပါတယ်ဖေဟာမြတ်စွာဘုရားကတာရုခေါ်ပါတယ်စွန်းတစွန်းရတဲ့ဥစ္စာကိုကျေးဇူးသိခြင်းဟာတော်တော်ကောင်းနှလုံးသားတဲ့ကျေးဇူးသိတဲ့လျောက်ပြန်ပေးဆက်ရမယ်တဲ့အဲ့ဒါမှသူတော်ကောင်းအစီအဲ့ဒါကြောင့်မလို့စင်သာရိပုတ္တရာဥဆောင်ပြီးတော့ညတိစတုထကမ္မဝါစာနဲ့ယဟန်ခံဝင်ပေးခဲ့ပါတယ်ကျေးဇူးသိရမယ်ကျေးဇူးပေးဆက်ရမယ်ယနေ့ရှင်ဘုရားများတိုင်းပြည်လုံးရဲ့စွန်းကိုစားနေကြတာတစ်ပြဲနှစ်ပြဲပါပဲညစဉ်းစားကြည့်ပါလူတွေဘလောက်ပဲငတ်စွန်းငတ်ပြီးတော့သေတဲ့ပြန်တော်မူတဲ့ဘုန်းကြီးမရှိပါဘလောက်ပဲဘုန်းကြီးတွေများနေစရာအကြောင်းမရှိလို့တစ်ပင်မှာနေရတဲ့ဘုန်းကြီးမရှိပါဘလောက်ပဲယောဂါတွေဖြစ်ဆေးမကုနိုင်လို့ပြန်တော်မူတဲ့ဘုန်းကြီးမရှိပါဒါကမတွေကစွန့်တင်ကန်ကြောင်းဆေးပစ္စည်းလေးပါလူတွေမရှိအလျံပဲလှူထားကြတာရှင်ပြများယနေ့ကိုကျေးဇူးရှင်ပြည်သူတွေနေ့စဉ်နဲ့မြလေရင်နဲ့ဘုံကျဲခံနေရတယ်မိရှို့ခံနေရတယ်တပ်ဖြတ်ခံနေရတယ်ပေါ်တာဆွဲခံနေရတယ်စစ်မှုထမ်းခိုင်းနေတယ်ရှေ့တန်းမှာလူသားတိုင်းအဖြစ်လုံနေကြတယ်ဒါပေမဲ့ရှင်ဘုရားတို့ကိုကြည်လိုက်တော့ဝိနည်းကိတ်ခွဲလို့ကောင်းလို့
ဘွဲလက်မှတ်ကြီးတွေကိုဘွဲရဓမ္မစီရ10ဘွဲရဓမ္မစီရနဲ့ဘွဲကြီးတွေယူပြီးတော့ပူဇော်ခံလို့ကောင်းလို့ပတ်စံနေပေးပြီးတော့ဒေါက်တာတွေအမေတွေအမိတွေတက်ပြီးတော့ကြွားလို့ကောင်းလို့ကာကောင်းသားကြီးတွေရှိပြီးတော့တပားနဲ့တပားတွေ့ရင်မင်းကားပါငါကားပါနဲ့အကြွားပြိုင်လို့ကောင်းလို့ဒါကြောင့်ဆရာအောင်သိန်းကရှက်ရမှာကိုရှက်ရကောင်းမှမသိတဲ့လူအဖွဲ့စည်းပျက်စီးပြီးတာမှတ်ဆိုတာရှင်ဖျားများရှက်ရမှာကိုရှက်ရကောင်းမှမသိပဲနဲ့တလွဲတွေလုံနေကြလို့ညီမလူအဖွဲ့စည်းပျက်စီးနေကြတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ဒကမကြီးတောင်ဆန်းစုကြည်ဟာမြန်မာတနိုင်ငံလုံးကိုနိုင်ငံရေးအလင်းပညာရေးအလင်းကြီးပွားရေးအလင်းလူမှုရေးအလင်းအသေးခေါ်အလင်းအလင်းမှန်သမျှစာရိတ္တမန်နိုင်ပြုပြီးတော့ပေးနေတာဒီကျေးဇူးဟာတနိုင်ငံလုံးအားလုံးသောဦးဇင်းတို့နိုင်ငံသူနိုင်ငံသားတွေပြည်တွင်းပြည်ပဘယ်နေရာရောက်ရောက်ဒီကျေးဇူးဟာရှိနေပါတယ်ဒါဟာအမှန်တရားပါဒီကျေးဇူးကိုသိရပါမယ်ဒီကျေးဇူးကိုစော်ကားပြီးတော့ပြောနေကြတဲ့လူတွေကတကယ်အောက်တန်းစားလူယုံမှာပါပဲအဲ့တော့ကျေးဇူးကိုသိုံနဲ့မပြီးပါဘူးဒီနေ့ကမကြီးတော်ဆန်းစုကြည်ကဘာအပြစ်မှမရှိဘဲနဲ့ယနေ့9နှစ်ကျော်6နှစ်တည်းရောက်လာပြီဘလို့ထားတာလဲဦးဇင်းတို့မသိဘူးနှိပ်စက်ပြီးတက်ပြစ်လိုက်ပြီလားဦးဇင်းတို့မသိရဘူးဒါဦးဇင်းတို့အားလုံးတိုင်းပြည်လုံးကိုစစ်အာဏာရှင်မရောက်နိုင်တဲ့တကွာလူယုံမာတွေကပစိုးလံပြစော်ကားလိုက်တာမင်းတို့ကောင်းဆောင်ကိုငါတို့လှုပ်ချင်အောင်လုပ်မယ်မင်းတို့ဘာပြောရဲလဲမင်းတို့ဘာကောင်းနေလဲလို့စိန်ခေါ်လိုက်တာပါဦးဇင်းတို့ကတော့နားပါတယ်လူအတိစိတ်ရှိသူမှန်သမျှနားပါတယ်လူအတိတရားရှိသူမှန်သမျှနားပါတယ်မနာတတ်တာကတော့တိရစ္ဆာန်ထက်အောက်တန်းကျတဲ့လူယုံမာတွေပါပဲလူယုံမာမှာအဲ့ဒီလိုနာတတ်တဲ့နှလုံးသားလည်းမရှိပါဘူးခံစားတတ်တဲ့နှလုံးသားလည်းမရှိပါဘူးဒါကြောင့်ဦးဇင်းတို့ပြောချင်တာအရာကတကယ်ကျေးဇူးရှင်ကမကြီးတော်ဆန်းစုကြည်ကိုယနေ့စစ်အာဏာရှင်တွေက9နှစ်ကျော်6နှစ်ဖမ်းဆီးထားတာဟာတိုင်းပြည်လုံးကိုစိန်ခေါ်နေတာပါတိုင်းပြည်လုံးကိုလူမထိန်ခဲ့တော့ဒါဟာတမန်တကာဦးဇင်းတို့စော်ကားနေတာပါဒါကြောင့်မလို့ကမကြီးတော်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဦးဇင်းတို့တယောက်ချင်းစီတိုင်းရဟန်းရှင်လူကျောင်းသားပြည်သူအားလုံးဦးဇင်းတို့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံနိုင်ငံသူနိုင်ငံသားမှန်တယ်မြတ်လွတ်အောင်နေ့စဉ်နဲ့မြတ်စူးစမ်းနေရမယ်ရေးသားနေရမယ်ပြောဆိုနေရမယ်တောင်းဆိုနေရမယ်ဒါအမှန်တရားပဲဒါကငါတို့နဲ့မဆိုင်ဘူးလို့လစ်လျူရှုပြီးနေရင်ဒါဟာကိုယ့်ရဲ့ဉာဏ်ပြည့်မှုကိုယ့်ရဲ့ယုံညံ့မှုကိုယ့်ရဲ့အောက်တန်းစားဆံမှုကိုဖော်ပြနေတာပါပဲအချိန်နဲ့မြတ်အမြဲတမ်းထောင်ကြတယ်ထောင်မှလွတ်လာတာနဲ့မြတ်သားရေးမစင်းစားနိုင်ဘူးခင်မွန်းရေးမစင်းစားနိုင်ဘူးမိသားစုရေးမစင်းစားနိုင်ဘူးဒီတိုင်းပြည်ကြီးအာဏာရှင်အောက်ကလွတ်မြောက်ဖို့ဟေ့ဆိုပြီးတော့အသက်ဆုံးဘဝဆုံးအရာအလုံးစွန့်ပြီးတော့ကြိုးစားနေတာဒီနိုင်ငံလူနိုင်ငံသားတွေရဲ့အနာဂတ်မျိုးဆက်တွေအားလုံးတနိုင်ငံလုံးလူဖြစ်ရေးအတွက်ကြိုးစားနေကြတာစစ်အာဏာရှင်အောက်မှာလူမဖြစ်ဘူးမြန်မာနိုင်ငံကတရုတ်ကဖဲယူအိန္ဒိယကဖဲယူအာဆီယံကယူအကုန်လုံးယူနေတာဦးဇင်းတို့ကုန်နေပြီဘာမှမကြံတော့ဘူးတစ်ချိန်မှာဒီတိုင်းဆက်သွားရင်ဦးဇင်းတို့ကမ္ဘာပေါ်မှာဦးဇင်းတို့ရဲ့နိုင်ငံရဲ့မြေပုံဟာတိဘက်လိုပဲနာမည်ပြောင်းသွားမှာလူမျိုးပြောက်သွားမယ်နိုင်ငံပြောက်သွားမယ်ဒါကြောင့်ဒီကုန်းချုပ်ပါပြီးပြောချင်တာအရာကတိုင်းပြည်လုံးအားလုံးမှာတာဝန်ရှိပါတယ်ဦးဇင်းပါဝင်အားလုံးမှာတာဝန်ရှိပါတယ်မိုက်တော်ဆန်းစုကြည်ကိုလွတ်အောင်မလွတ်ပေးနိုင်လေဒါကိုကဦးဇင်းလည်းညံ့လို့ပါဦးဇင်းပါဝင်တနိုင်ငံလုံးညံ့နေလို့ပါဆရာနာရှင်လူယုံမာတွေရဲ့စော်ကားခြင်းတိုင်းစော်ကားရက်ဆက်ခြင်းတိုင်းရက်ဆက်ယုံမာခြင်းတိုင်းယုံမာခွင့်ရနေတာဦးဇင်းတို့ညံ့နေသေးလို့ပါဒါကြောင့်ဦးဇင်းတို့ဒေါ်လာနေခြင်းကိုကြီးချက်လက်စ3စ10စအစတရာမြင့်ရပါပဲဦးဇင်းတို့ဒုမထောက်ရှုံးမပေးတော့ရဦးဇင်းတို့နိုင်ပါတယ်ဒါကြောင့်တော်မကြီးတော်ဆန်းစုကြည်ပေးခဲ့တဲ့နိုင်ငံရေးအလင်းဦးဇင်းတို့အားလုံးအညံ့မခံဒုမထောက်လက်မမြောက်ပဲနဲ့ဆက်လက်ကြိုးစားကြပါတော်မကြီးတော်ဆန်းစုကြည်အသက်ရှိနေသေးကြောင်းဦးဇင်းတို့ထုတ်ဖော်ပြတာပါလုံးဝဖန်ခွင့်မရှိဘဲနဲ့တော်မကြီးတော်ဆန်းစုကြည်ကိုမတရားဖန်ဆီးထောင်ချထားခြင်းကနေချွင်းချက်မရှိအမြဲဆုံးလွတ်ပေးပါလို့ပြင်းပြင်းထန်ထန်တောင်းဆိုလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်
မမဗျာခုလိုမတ်တရားစကားတွေနဲ့ဓမ္မတော်သန်းစုကြည်လွတ်မြောက်ဖို့အတွက်တလေးတက်နဲ့ပြင်းပြင်းထန်ထန်တောင်းဆိုပေးသွားတယ်ဆရာတော်မြတ်တော်ညာဘုရားတက္ကသိုလ်ကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာဦးဇင်းတို့ကြည့်ရှုနားထောင်နေကြတဲ့အားလုံးသောပရိသတ်များအနေနဲ့လည်းပဲရှေ့မှာဆရာတော်တွေအသေးသေးမြင်ကြသွားတာတွေဒါနားဆင်ရှုစားပြကြပါပြီဒီကနေ့အာရမဝါဒီတွေကလက်နက်နဲ့ငွေကြေးသုံးစွဲပြီးတော့မှမတရားအာဏာကိုရယူထားကြတဲ့အတွက်ဦးဇင်းတို့ဓမ္မဝါဒီတွေဟာတော်ချိုမြန်ထထတွေကြရောက်လို့ရောက်တန်တိုင်းတွေနောက်ွယ်ထဲမှာရောက်လို့ရောက်နေဦးဇင်းတို့တွေဖြစ်နေကြတာဖြစ်ပါတယ်ဒီတော့ဒီနေ့ဓမ္မကြီးတော်ဆန်းစုကြည်နဲ့တကွနိုင်ငံရေးအကျဉ်းသားတွေနော်အကျဉ်းထောင်ထဲမှာရောက်ရှိနေကြတဲ့ဘာအပြစ်မှမရှိဘဲနဲ့မတရားချင်းချခံနေကြတဲ့ကျင်းသူကျင်းသားတွေအားလုံးလွတ်မြောက်ဖို့လိုပါတယ်ဦးဇင်းတို့တွေအကြိမ်ကြိမ်တောင်းဆိုခဲ့ကြပြီးငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပေးကြပြီးဒါပေမဲ့အာရမကိုစုပ်ကိုင်းထားတဲ့သူတွေဟာဓမ္မဝါဒီတွေကိုအယမ်းကြောက်ပါတယ်အကြောက်တရားဟာသူတို့ကိုလွှမ်းမိုးနေတာဖြစ်ပါတယ်သူတို့ရဲ့အကြောက်တရားတွေကိုသူတို့နဲ့နီးတူဦးဇင်းတို့ရဲ့ပြည်သူတွေကိုထပ်မံကြောက်အောင်လက်နက်တွေနဲ့ချင်းချောက်နေကြတာဖြစ်ပါတယ်ဓမ္မတော်သန်းစုကြည်က Freedom from Fear ဆိုပြီးတော့မှကြောက်အောင်ခြင်းမှာကင်းဝေးခြင်းဆိုတဲ့စာအုပ်နဲ့မကြောက်တရားတွေဝေးမြူကြဖို့အတိလင်းတိုက်တွန်းခဲ့တာရှိပါတယ်ဒါကြောင့်ဦးဇင်းတို့တွေဟာဓမ္မပေါ်မှာရဲရဲချင်းရက်တည်ပြီးတော့မှအာရမဝါဒီတွေကိုတွန်းလှန်ဖို့လိုပါတယ်ဓမ္မသာလျင်ဦးဇင်းတို့ချစ်မြတ်နိုးတဲ့တန်ဖိုးထားတဲ့ဓမ္မတော်သန်းစုကြည်နဲ့တကွချစ်မြတ်တန်ဖိုးထားရတဲ့ဓမ္မဘက်တော်သားအကျဉ်းသူအကျဉ်းသားတွေအမြန်ဆုံးလွတ်မြောက်ပြီးတော့ဦးဇင်းတို့ရဲ့တိုင်းပြည်တပြည်လုံးလည်းပဲထက်အာနာယူရဲ့လက်အောက်ကလွတ်မြောက်နိုင်ကြမှာဖြစ်ပါတယ်ဒါကြောင့်မိမိတို့သည်နိုင်ညာဝန်ကိုထမ်းကြရတာဝန်ကိုယူမိမိတို့တန်ရာရှုတော့နေကနေပြီးတော့မှအာနာယူကိုဖယ်ရှားတွန်းလှန်ဖို့လိုအပ်နေပြီဆိုတဲ့အကြောင်းကိုပြောကြားရင်းနဲ့ဒီသကွိုင်းကိုဏိကုံးကံပါသုံးသပ်ရပါတယ်အခုလိုကြွရောက်ပြီးတော့မှအမတ်တရားစကားတွေမိန့်ကြားဓမ္မတော်သန်းစုကြည်လွတ်မြောက်ဖို့ကျမ်းမာချမ်းသာဖို့တောင်းဆိုဆုတောင်းပေးနေကြတဲ့ဆရာတော်တန်ဃာတော်များအားလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်ဗျာ